Okay ယုံကြည်သူအဆင့်ကနေပြီးတော့မှဘုရားကဘာကိုတတ်လန်းစေခြင်းလဲဆိုတော့တပည့်တော်ကြတော့သူ့ရဲ့အတ္တအပြင်လူများထပ်လို့ပြောင်းနေတယ်ပြီးတော့မှတပည့်တော်ဘုရားအလိုတော်ကိုသိတယ်တပည့်တော်ဘုရားရဲ့အကြံစီကိုနားလေတယ်တပည့်တော်ဘုရားရဲ့သဘောတရားကိုသိတယ်ကျွန်တော်ကနေလိုက်ဆိုကြည့်အောင်အခွင့်တော်အလိုတော်သဘောတော်ရရှိတယ်ယုံကြည်သူဖြစ်ပြီးတော့မှဘုရားရဲ့အလိုတော်ဘုရားရဲ့သဘောတော်မသိရင်သူကဆုံးရှုံးတတ်တယ်โอเคအဲ့ကုတုပြည်ကနေထွက်လာတယ်အဲ့ဒါဘာကိုပေါင်းဆောင်လဲဣသလလူမျိုးတွေဂျုံဘောကနေလွတ်တယ်မဟုတ်ဘူးလားဘာကိုပေါင်းဆောင်လဲကယ်တင်ရှင်ကိုပေါင်းဆောင်တယ်အဲ့ကုတုပြည်ကနေထွက်လာပြီဘာကိုပေါင်းဆောင်လဲโอเคအဲ့ကုတုပြည်ကနေထွက်လာတဲ့လူတွေအတွက်ဖယားကအဲ့ကုတုပြည်ကနေထွက်လာပြီးတော့ထွက်လာတဲ့အချိန်မှာအရှိမပါခံနေလဲပင်လေခံနေတယ်အဲ့ဒီပင်လေကိုဘုရားဘာလုပ်ပေးလဲလက်ချမ်းခွဲပေးတယ်သူတို့ဘာကြိုးစားစရာလိုလဲမလို့ယုံကြည်သူဘုရားရဲ့ကယ်တင်ခြင်းကိုကောင်းကောင်းသဘောပေါက်နားလည်သွားတဲ့လူကလွတ်မြောက်ခြင်းရသွားပြီယေရှုအားဖြင့်ငါကထာဝရသက်ကိုရပြီတေဖို့ကြောက်စရာမလိုတော့ဘူး very good ကြောက်စရာမလိုတော့ဘူးယေရှုအားဖြင့်ငါဟာအောင်မြင်တော်သူဖြစ်ပြီတေရေးပြောက်ကြောက်စရာမလိုတော့ဘူးစိုးရိမ်စရာလည်းမလိုတော့အေးဆေးပဲအဲ့လူတွေဘုရားသခင်ကစပြီးတော့မှဒီဂျုံဘဝကနေစာရလက်ထက်ကနေလွတ်မြောက်လာတဲ့အခွင့်အဲဂရုပြန်နဲ့လွတ်မြောက်တဲ့ဆိုစာရလက်ထက်နဲ့ပြန်လွတ်မြောက်လာတဲ့အခွင့်ကိုဘုရားပြင်ဆင်ပေးတယ်လွတ်မြောက်လာပြီးတဲ့အချိန်မှာဘုရားကွဲကားတယ်ဘုရားဆောင်းလျှောက်တယ်အဲဂရုပြန်ထွက်လာပြီးတဲ့နောက်ပိုင်းမှာဘုရားမလုပ်လဲဆိုတော့သူတို့ဘာမှယုံကြည်ခြင်းကိုမပြုစုတတ်သေးတဲ့အတွက်ကြောင့်ဘုရားမလုပ်ပေးလဲဆိုတော့အဆဆရအလုံးလုပ်ပေးတယ်ပင်လေလက်ချမခွဲပေးဘူးလားခွဲပေးလားခွဲပေးတယ်ရေစားတဲ့ခါမှာရေကိုခါတဲ့ရေပြမချိုးစီဘူးလားကြောက်တဲ့ကနေရေကိုမထွက်စီဘူးလားဘုရားသခင်တမိတ်လက္ခဏာနဲ့ကောင်းကင်ပုံချမကျွေးဘူးလားဘုရားသခင်ကအသားမကျွေးဘူးလား okay ဘုရားအကုန်လုပ်ပေးတယ် everything okay ဒါပေမဲ့ခါနာပြည်တဲ့ဝင်တော့တဲ့အချိန်မှာဘုရားသခင်ယော်ဒန်ပြည်ကိုနှစ်ချမ်းမခွဲပေးတော့အားလုံးဒီလညီပေါ်မှာပါခန္ဓာပြည်တဲ့ဝင်တဲ့အဆင့်ကြတော့ဘုရားကကလေးငယ်လို့သူတို့မဆက်ဆံတော့အားလုံးပြည်တဲ့ကြားစားတယ်ဟိုတော့မှရေခွဲပေးတဲ့အပေါ်မှာသူတို့ကဘယ်လိုလဲအေးစီလေးရှောက်သွားတယ်သူတို့ယုံကြည်ခြင်းလို့လားမလို့ညီပေါ်မှာပါတော့ဘာယုံကြည်ခြင်းမှမလို့အသာလေးရေခွဲပေးတဲ့အသာလေးရှောက်သွားရုံပဲဒါမဲ့ခါနာပြည်တဲ့ဝင်တော့တဲ့အချိန်မှာကျတော့မင်းတို့နေမှငါရေခွဲပေးမယ်ဝါဟိုတော့ကရေခွဲတဲ့ပုံမှာအသာလေးရှောက်သွားတာမင်းတို့ယုံကြည်ခြင်းနဲ့စနင်းတော့ငါခွဲစေဆိုတော့ဒီလောက်နင်းတော့ပဲခွဲတယ်ဒီလောက်နင်းနောက်တစ်လနေ့မှာနောက်တစ်လခွဲတယ်ဆိုဖယားဒိန်းဆိုနေလိုက်တာနဲ့ဘာဆိုခွဲသွားတာမဟုတ်ဘူး study တေချာလုပ်ကြည့်နင်းတော့ပဲခွဲသွားယုံကြည်ခြင်းနဲ့နေရတယ်နေယုံကြည်ခြင်းနဲ့နေနိုင်တဲ့များအကုန်လုံးကိုဘုရားအကုန်တာဝန်ယူတယ်မင်းနေငါခွဲစေတယ်ဘုကိုတော့ခွဲပေးခြင်းနဲ့နေတယ်တတ်လုံးမရဘူးအဲဂုတ္တပြထွက်ခါစားတော့ဘုရားကခွဲပေးတယ်ယုံကြည်ခြင်းလည်းမလို့ဘာမလို့ဒါပေမဲ့ခန္ဓာပြည်တဲ့ဝင်မဲ့အဆင့်ကြတော့စာရကိုအောင်နိုင်တဲ့အဆင့်တက်လာပြီဆိုတော့အများကြီးမခွဲပေးတော့အကြည့်အဆင့်ရှိတယ်ယုံကြည်သူအဆင့်ဖြစ်လာပြီယုံကြည်သူကကယ်တင်ခြင်းရသွားပြီကယ်တင်ခြင်းရသွားပြီဒါပေမဲ့ယေရှုခရစ်တော်ကကယ်တင်ခြင်းအဆင့်လောက်နဲ့ပဲကျင့်တတ်စေခြင်းနဲ့ဘုရားမို့
ဘာလို့အဲ့ဒီကတင်ချင်းအစ်စ်လောက်မှာပဲတင်ချင်းနဲ့တော့တင်တကူကောင်းသမားတရား selfish တကယ်ကိုတင်ကအတ္တကြီးတော်သူကိုယ်ပဲခံစားတဲ့ပုံမှာအခုတချို့အဖွဲ့တွေရှိတယ်ငါတို့ကယေရှုအသွေးတော်အားဖြင့်ရွေးနှုတ်ခြင်းခံရတော့တတို့သမီးဖြစ်နေငါတို့ကမျက်မှောက်တော်ထဲမှာငါတို့ရှိတယ်မျက်မှောက်တော်ထဲမှာမရှိတဲ့လူတွေလို့သူတို့ဘာဖြစ်လဲဆွဲခေါ်မှမရှိသူတို့အမှပဲကျင်တာတတို့သမီးကညာတရှိအောင်အတရီတုံးနဲ့အားရှောက်ပြောနေပေါ့ခင်ဗျာဒီမှာကျွန်တော်ပြောပြမယ်တဲ့အိမ်မှာတဲ့အိမ်ဘေးနားမှာမီးလောင်နေပြီဒီနေရာမှာထိုင်ကြည့်မယ်ငါအိမ်မထိသေးတဲ့အတွက်အစေဟာလေလုဟာလေလုယာငါအိမ်လုံချုံနဲ့ခွင့်ကိုပေးထားတယ်ဘုရားကိုရောယေရှုတည်းကိုရောတော့အိမ်မဲမှာမီးလောင်နေပြီဒီနေ့ခရစ်ယာန်တွေတော်တော်များဘုရားကြောင့်ဒီမှာကိုယ့်ဘာသာဘုရားနဲ့မှန်အောင်ကျင့်တာဟုတ်ပါဘူးလုံးနဲ့ပတ်ဝန်းကျင်မှာငရဲသွားမဲ့အဖွဲ့တွေတို့သူတို့ဘာလို့စဉ်းစားလဲဖျားကြောင်ထဲမှာပဲလာလိုက်ပြန်ပြလိုက်စကားပြောလိုက်အတင်းတော်မှာစီဝေးတွေမှာလာအကျဉ်းနဲ့ရှောက်ပြောပြဿနာတွေရှာလိုက်စကားတွေပြောလိုက်ပြီးတော့ပြန်အဲ့ဒါဟုတ်ကြီးထင်နေတာတော့ဒီမှာကြီးကိုဘာလို့ကျွန်တော်ပြောပြ believers အစင်ရတော့ရတယ်ကဲတင်ချင်းရတယ်ကျင်တယ်ဖခင်အဲ့လောက်လည်းမကျင်တော့မင်းရထားတဲ့ကဲတင်ချင်းသူများပေးနိုင်ဖို့မင်းစကားတစ်လုံးမှမပြောဘဲနဲ့မင်းကိုကြည်လာတဲ့သူများအားကြတဲ့တတ်တာဖြစ်ဖို့ငါကောင်းကြီးသိချင်တယ်အဲ့ဒါကြတော့ဘာလို့လာလဲတပည့်တော်စင်တပည့်တော်အစင်ကြတော့အယံပွားတယ်တပည့်တော်စင်ကြတော့ဖခင်ရဲ့သဘောတဘာဝဖခင်ရဲ့အလေးလာဖခင်အလိုတော်အယံသိတယ်ဖခင်တာကိုရှင်းနေတော့ကြားတတ်တယ်ဖခင်နဲ့ယဉ်နေတယ်ကျွန်တော်ပြောပြမယ်ကိုအပြင်လူတွေဘယ်လောက်ပြောင်းလဲလဲဆိုတော့အဲ့ဒါစိတ်ဝင်စားတရားတွေကိုပြောင်းလဲတော့အဲ့ဒီမှာမကျေနပ်နဲ့တကယ်ပြောင်းလဲတဲ့သူကသူများအရင်ပြောင်းလဲစေချင်တယ်ကျန်ဒီအင်မတန်နာမည်ကြီးခဲ့တဲ့ဆရာကြီးကဘာမှအင်မတန်နာမည်ကြီးခဲ့တဲ့ဆရာကြီးသူ့နာမည်က D.L. Moody လို့ခေါ်တာ D.L. Moody အဲ့ဒီ D.L. Moody ဆိုတဲ့ဆရာကြီးကတိတ်နာမည်ကြီးတယ်1800စောပိုင်းတော့တော်လေးနာမည်ကြီးတဲ့ဆရာကြီးတော်လေးမရလည်းကောင်းတယ်သူကဘာလုပ်လဲဆိုတော့သူကဖက်နဲ့ချုပ်တယ်ဖက်ကိုရောင်းစားတယ်ဖက်နဲ့ဆိုင်လေးသူလုပ်တယ်သူကဖက်နဲ့ချုပ်တယ်ဖက်နဲ့ပြင်တယ်ဖက်နဲ့ရောင်းစားတယ်အဲ့ဒါသူလုပ်တယ်ဒါပေမဲ့သူကအော်စရာအရာကောင်းတာသူကဖျားနဲ့အရှားမိတ်တာဟာရရှိသူကယုံကြည်မှုစင်ပေါ်တော့သူကတပည့်တော်ဆင်းရောက်တယ်သူကမနေနိုင်ဘူးအထဲမှာမောင်ကျွမ်းနေတာ step by step ရှိကျွန်တော်ညီကိုရွေးလေတင်ပေးနေအားလုံးကိုကျွန်တော်ပြောပြချင်လူမ step by step ဖျားတက်ခိုင်းတယ်ဝုန်းတိုင်းတက်လို့မရဘာလို့ကိုဒီအမှုဒီဖက်နဲ့ချုပ်တယ်သူကဖက်နဲ့ချုပ်တယ်ဖက်နဲ့တင်တာသူကတင်မောစိတ်တို့ဘာစိတ်တို့နေရာမှာယထာစိတ်တို့အဲ့နေရာမှာသူကအဓိကသူရောင်းတယ်လူများတယ်လူများတွေကလာကြည့်နေသူကစားပြီးတော့ဆလို့လည်းနေကောင်းလားဒီလိုကောင်းတဲ့ပုံစံပဲနော်ဘဝမှာတော့ဘယ်တော့မှဆင်ပြေမှာမဟုတ်ဖြစ်တော့မပါလားသူကစားတယ်အဲ့လိုမျိုးစားပြီးတော့ဖြစ်တော့ဆိုတာတရှိတယ်ဘဝမှာအတိတ်ပဲမဲ့နေတဲ့တတ်တာဖြစ်လာဖြစ်တော့ခေါ်ချင်ဖလာကြီးနေတဲ့သူ့ကိုကြည့်ဟာဟုတ်လားစားဖြစ်သူကဖနာရောက်နေတယ်ရေးလေသူကဝိညာဉ်ဖားတာဖနာရောက်နေတယ်ဒီဖနာ
လက်ကိုစီးလိုက်ခြေတော့ကလုံချုံသွားတယ်ဟုတ်လားအဲ့လိုပဲခရစ်တော်ကိုခံတယ်ကျွေးနေတာဖနဲ့ရောင်းရင်းနဲ့သူကရေးလဲသူကကျွေးနေတယ်သူရဲ့ရေးလဲပြောင်းနေတာသူကအဲ့နဲ့သူပြန်စဉ်းစားဘာကြောင့်လူတွေပြောင်းလို့အဲ့လူတွေမရဘူးဘယ်မှာဖျားကြောင့်တော့တက်တယ်သူမသိတရက်သူအရာခံစားတော့သူကဖျားကြောင့်တစ်ကြောင့်နဲ့သူဝင်သွားတယ်သူရဲ့ဖျားကြောင့်သူဖျားကြောင့်ပါပဲသူတက်တဲ့ဖျားကြောင့်သူဝင်သွားတယ်တရုတ်ဆရာပြောတယ်ဆရာဟောတာတပတ်တပတ်ဒီလူကဒီလူပဲဘာမှထူးခြားလားကျွန်တော်တင်းမောစိတ်လို့ရထားစိတ်လို့မခနဲ့ရောက်နေဟောတယ်လူတွေအများကြီးပြောင်းလဲနေပြီဆရာကျွန်တော်ဆရာတရားဟောပလင်းပေါ်မှာကျွန်တော်တရားဟောကိုပေးပါမှတ်တာဘယ်တော့မှမရဘူးဘာလို့လဲအဲ့ဒီပုဂ္ဂိုလ်ကတတ်တဲ့လူတွေဘယ်တော့မှတရားမပေးချင်ဘူးကျွန်တော်တို့အဲ့လိုဘဝနဲ့လာခဲ့တယ်ကျွန်တော်ရေးလည်းစိတ်အကြီးနဲ့တရားအကြီးကျယ်ဟောချင်တယ်ရေးလည်းလွတ်ကောင်းတဲ့မျက်လုံးနဲ့ကျွန်တော်တို့ကြည့်တယ်မြေခုမှကျန်းစာနဲ့တက်တဲ့ကောင်လာဒီကျွန်တော်ဒီနေ့မှခံစားအဲ့ဒီဆရာကြီးဟောတာကွာအခုတို့ရပွားနာအောက်ကတည်းကဘာလို့ရှောက်ဟောနေတာမသိဘူးဘာတော့ဟောပဲလူကြီးလေဒီလေဖြစ်အောက်ကနေပြီးကျွန်တော်ဘယ်လိုဆိုတော့ကိုရော in the name of Jesus မလို့ပြောင်းလဲလို့ကျွန်တော်ချက်ချင်းစင်မောခေါ်တင်ပါစေ hallelujah ပါတင်ဘုရားဘာလို့လဲဆိုတော့ဘုရားကသူ့အချိန်နဲ့သူ့အချိန်ရှိတယ်ဘုရားကယောသတ်ကိုအိမ်မက်ပေးပြီးတယ်နဲ့ချက်ချင်းလမ်းတော်ဆွဲမတင်ဘူးလမ်းမှာကြော်ဖြတ်တဲ့ light ကကြောက်စရာကြီးအလကားမဟုတ်ဘူးခိုင်အောင်ဘုရားက train တာခိုင်အောင်ဒီပြလာတရားဟောတဲ့ကတာအခုဆိုအနှစ်30ရှိပြီဒီနှစ်နဲ့ပေါင်းအနှစ်30ရှိပြီ20 years already I've been preaching for 20 years but simple one boy 나는 봐 보시 가서 사람이야 아우마 배야 이래라 트레이너 거주 따오자 두면 뭐 허래 니야 봐봐 허면 빼라 고로 저러 시야 들어오 빼라 고로 땡게도 그만 대사시마 지도 고아 고로 땡게 개살 생각을 또 지금만 배야 쇠대나 디알 무리야 또하고 또ပြောတယ်ကျွန်တော်တပတ်လောက်တရားဟောမပေးဆရာတင်းတော်လူတွေအကုန်ပြောင်းနေရအဲ့ဆရာဘာပဲဘယ်လိုကျွန်တော်အနည်း20တွင်မှာ15နှစ်လောက်ကဆင်းအောင်မှာပဲဟောခဲ့ရတယ်ဒါမဲ့တော့ကျွန်တော်တို့စင်မောမေမောမလာရတယ်လာပြီးမှရေတော့ဟောတာဒီဘက်ကလာပြီးမှဟောတယ်လာပြီးမှဟောတယ်ဈေးထဲမှာဟောတယ်ယေရှုကိုကိုလိုမတိလာစိတ်ကောင်းနေတာအားလုံးလေကိုအယူလို့ကျူးဆိုင်ချိုးရှိဘူးဘာပြောလဲလာပြီးတော့တရားဟောစီအန်ဒီအဖွာရမလို့ယူတာမောလို့ထိုင်တော့ဘာယူပြီးတော့အဖွာယေရှုဒီလာဒီရပေါ်မှာတော့ကြာဘာဒီမှာယေရှုမသိတဲ့သူများရှိဒီရပေါ်မှာမကြာဘူးတာဟုတ်ဘွာအဖွာကိုယေရှုအရာချစ်အိုးအသက်ကြီးနေပြီပေါ့ဒီပေါ့သူရင်းတော့ပြောတာဒီလိုအိုးတာလေပေါ့ဒီပေါ့ပြအသက်ကြီးနေပြီပြောရမယ်ငါမင်းဝေစားတယ်ဝေကျွန်တော်ပြောခဲ့တယ်ဘုရားစင်တော်မတည်ဘူးစမ်းတယ်လို့ဝ
ကိုချောင်းကျိုးချောင်းကြားပေါ့နော်ကိုအိမ်လေးတွေပါလေးတွေပါပြီးတော့ကျွန်တော်ဆရာကျွန်တော်ဟောခိုင်းပေါ့ကျွန်တော်ဆရာအေးငါဒီတော့မလာနိုင်ဘူးဟောဒီလည်းပြောတယ်သူမလာမအောင်အရင်ကျွန်တော်ကြိုက်တယ်မလာပါစေနဲ့ရေးလက်စွပ်တော့အရင်ဟောချင်တဲ့နေ့ဆိုသူပေါ်လာပြီတလားမဟောရအောင်ပဲရေးလက်တာဖြစ်ခဲ့ပါတယ်အဲ့ဒီဒီအယ်မူဒီဆိုရင်ဆရာကြီးအရာဟောချင်လို့သူတက်ဟောကိုလုပ်တယ်မပေးဘူးအဲ့ဒါသူပြောတယ်ဆရာမပေးနေတဲ့လားမရှိဘူးဒါပေမဲ့ကျွန်တော်ဆရာတခုလို့ပေးရတပတ်မှာခုံတာနှစ်တန်းကျွန်တော်တို့ free ထားတာပဲဟာပြပါတော့မှာဆရာဖျားချောင်းကျွန်တော်တရားဟောလို့ပြောင်းလဲတဲ့သူတွေပမာဖျားချောင်းတက်မှာမသိဘူးဖြစ်နေလို့အပတ်တိုင်းမှာလူတွေပို့ပဲဆရာထိုင်နေပြီပါအရှိတဲ့ကတာလွတ်ထားပြီဟုတ်တယ်ပြောတဲ့အတိုင်းတပတ်လုံးတော့ရေးတဲ့ဝိညာဉ်ပါလာဘယ်နဲ့ချောယေရှုရေးတဲ့ကျွေးတဲ့ဘယ်နဲ့ချောရေးလေခရစ်တော်ကြောင့်ပြောတာရေးလေပြောင်းလဲတပတ်ဆိုတာသူလူတွေဟိုလူရတော့ဟောတာဟိုကတော့ဘာသာရေးတမန်ကြီးလို့ချောယေရှုခရစ်တော်ဟာလာဒီအမှုရတော့ပါတဲ့အပတ်ဒါဖယားအခွင့်မပေးဘာမလို့ဒါမှကျွန်တော်ပြောပြမယ်ဖယားဖွင့်အဲ့ဒီစင်ဘွားလို့အားလုံးအငြိမ်နေရတယ်ဖယားဖွင့်တော့တော့ဖွင့်တသနာများဒီအမှုဒီဆိုတဲ့သူပတ်တယ်သူကဖက်နဲ့ချုပ်ရင်းနဲ့ဖက်နဲ့ရောင်းရင်းနဲ့တွေ့တဲ့သူအားလုံးကိုတော့ခရစ်တော်ကြောင့်ပြောရင်းနဲ့ပြောင်းလဲပြီးဖျားချောင်းရောက်လာကျွန်တော်ပြောတယ်တော့ကျွန်တော်အတွက်ခုံအလွတ်ထားတာပြီးအရှိဆုံးတမ်းမှထားတာပြီးကျွန်တော်လူတွေကြောင့်ထဲအပတ်တိုင်းလူကအပြည့်သူ့လူတွေပြည့်ချာနောက်ဆုံးတော့ဒီများလာတယ်သူ့လူတွေများလာဖျားချောင်းလွှမ်းချုံတတ်တယ်အဲ့ဒီအချိန်ကြာမှဒီအုပ်ဆရာကြီးကသူ့ပေးတရားဟောတယ်ဘာလို့လဲသူ့ထက်ဝိညာဉ်ထားနိုင်တယ်ဆိုပြီးသွားတယ်တရားဟောဖို့မကြိုးစားနဲ့ဝိညာဉ်ဖားဖို့ကြိုးစားအဲ့ဒီဝိညာဉ်တွေကခရစ်တော်ထံကိုဝင်ရောက်လာတာများလာတယ်အဲ့ဒီဟောနေစရာတွေအားလုံးကိုကိုယ်ဆိုပေးရတယ်ကျွန်တော်တို့ကအဲ့လိုဘဝနေတာခဲ့တယ်အမတရားစရာတွေကဘွဲမရှိကျမ်းစာကြောင့်မစင်ဘယ်သူမှစင်မတည်ဘယ်သူမှမလေးစားဘူးဘယ်သူမှဆရာမခေါ်ချင်မြန်မာပြည်မှာအခုတရားသုံးနေတဲ့ဒေးဗစ်လာနဲ့စန်တိုဘာဘွဲမှမရှိဘူးဘာကျမ်းစာကြောင်းမှမပြီးမနေနိုင်လို့ဟောရင်တဲ့ဖယားကောင်းမြတ်တော်မနေနိုင်လို့ဟောရင်တဲ့လူတွေကခရစ်တော်ကိုရသွားကြတာများလို့လူတွေကစင်မောဆွဲတင်လိုက်တာဒါပဲရှိတယ်ကျန်တဲ့ကြောင့်တက်ချင်တဲ့လူတွေတက်ကြဖို့ပြဿနာမရှိဘူးဒီဗလာစံတိုမတက်လို့ကျွန်တော်မတက်ရအောင်လို့မပြောဘူးဒါပေမဲ့အရေးကြီးတာကကျမ်းစာကြောင့်တိုက်တော့ကျမ်းစာသိတာဗောဖះမသိဘူးသိလိုက်ဒီဘုံမောင်တော့ကျမ်းစာကြောင့်သွားတိုက်ကျမ်းစာပဲသိသွားတာဖះမသိဘူးအားစကျမ်းစာကြောင့်ကသူတွေကဖះနဲ့မမိတ်ဆက်ပေးနိုင်ဘူးကိုယ်တိုင်ဖះတန်တိုးမရတာကိုယ်တိုင်ဖះနဲ့ရင်းနှီးအောင်နေဆောက်ရတာကိုယ်တိုင်ဖះရဲ့အလိုတော်ကိုရှားတာကိုယ်တိုင်ဖះရဲ့သဘောတော်ကိုသိအောင်တိုးမရတာဖះနဲ့တာရင်မိသားဖွဲ့ရတာဟုတ်တယ်ကျမ်းစာဖိုင်မှာကျမ်းစာကြောင့်သိသွားတယ်ကျမ်းစာဖတ်တာနဲ့ကျမ်းစာ study လုပ်တာမတူဘူးကျမ်းစာဖတ်ရင်53နာရီပဲကြာတယ်တအုပ်လုံးကိုဖတ်ရင်53နာရီပဲကြာတယ်ကျွန်တော်ဖတ်ဒါပေမဲ့ကဘာဦးကျအခန်းကြီး1ကိုပဲကျွန်တော်တစ်လကြာဘူးလေ study လုပ်တယ်
ပြီးလိုက်တိတ်အားပေါ်ကြကောင်းတယ်ဘုရားရဲ့ဖန်ဆင်းခြင်းအပြင်းမှာ study လုပ်လို့ပြန်ဖတ်လိုက်ရေနဲ့ရေချင်းခြားလာစေတယ်ဘုရားပြောတဲ့စကားကြီးအဲ့ဒီဟာကိုကျွန်တော် study လုပ်တယ်ရေနဲ့ရေချင်းခြားလာတယ်ဟုတ်တယ်အောက်ရေနဲ့အပေါ်ရေရှိတယ်ငါဒီကအပေါ်ကရေမရှိဘဲနဲ့တို့ပြန်လို့မရဘူးဒါကြောင့်ငါကဘုရားခင်ဖြစ်စေတယ်လို့ပြောတယ်ဟောကြကနေတယ်ဘောကြခဏတည်းကနေစေလောက်ကနေဖတ်ရအောင်ကပောက်ချက်တွေ့လာပြီဟုတ်ကဲ့လမ်းလာတွေ့လို့ကပောက်ချက်ခဏတည်းကနေစေဖတ်ရအောင်တပန်းဟုတ်ပြီပါလေအသက်ရှင်ရင်လှုပ်ရှားတတ်တော့ဘသူကဖွားပြပါရေးဒီရာပြားစွာမွေးဖွားစီငှက်တို့လည်းဘောကောင်းကြီးမျက်နှာချက်ပြင်ွယ်ပြန်စီဝမိန်တော်ထို့သောလီရေးဒီတိရစ္ဆာန်မျိုးလိုက်များပြားစွာမွေးဖွားရေးရေထဲကနေထွက်လာတဲ့ခြားတွေကြည့်အောင်ရေထဲကနေဘာထွက်လာလဲငါကြီးအစရှိသောအသက်ရှင်လှုပ်ရှားတတ်သောတိရစ္ဆာန်အောင်းလို့ကို၎င်းပြန်တတ်သောဆိုတော့ငှက်တွေအားလုံးကဘယ်ကနေမွေးဖွားစေတာရေတွေ့လားရေကနေဖြစ်စေတာအထဲမှာဘာပါလဲငါကျမ်းစာထဲမှာထပ်ပြောတယ်ဒီမှာကြည့်ပါဦးကိုးကနေကြည့်အောင်အငယ်ကိုးမှာတဖန်ဘုရားသခင်မိုးကောင်းကင်အောက်၌ရှိသောရေစုဝေးစီကုန်းပေါ်စီအမိန်တော်ရှိတဲ့ကုန်းပေါ်မြေဟူ၍6ကနေကြည့်အောင်6မှာ sorry တဖန်ဘုရားသခင်ရေလည်၌မိုးမြတ်တဲ့ချက်ကိုဖြစ်စေရင်းနှီးရေချင်းခြားနာစီအမိန်တော်ရှိသဖြင့်မိုးမြတ်တဲ့ချက်ကိုဘုရားခင်ဖန်ဆင်းမိုးမြတ်တဲ့ချက်အောက်၌ရှိသောရင်းနှီးမိုးမြတ်တဲ့ချက်အပေါ်၌ရှိသောရေကိုပိုင်းခြားတော်မူသည့်အတိုင်းဆိုတော့ရေကအပေါ်ကရေအောက်ရေမရှိဘူးလားရှိတယ်ဆိုတော့ရေကနေဖြစ်စေတဲ့ထဲမှာတိရစ္ဆာန်တွေမှာဘာပါလဲငှက်တွေပါတယ်ဆိုတော့အဲ့ဒီငှက်ကအပေါ်ကရေနဲ့ပြန်ငါကြတော့ဘယ်ထဲမှာသွားလဲရေထဲမှာအပေါ်ကရေထဲမှာကြတော့ဘယ်သူကပြန်လဲငါရှိအပေါ်ကရေမရှိဘဲနဲ့ငှက်ကပြန်လို့ဆိုတော့ဖေးအခုတိတ်ပြပညာရှင်တွေကအခုမှရှာတွေ့တယ်ဆိုဒီနောက်ကတော့ပြောထားတာကြားနေပြီမဟုတ်လားဆိုစတာဒီလုပ်တဲ့အခါမှာအော်စရာဖရားရဲ့နည်းနည်းတဲ့အရာတွေမြင်တွေ့ရတဲ့အခါမှာအော်ဘုရားကတကယ်ကြီးမားတဲ့ဘုရားဖြစ်ပါစတာဒီလုပ်တဲ့အခါမှာကပောက်ကြခန်းကြီးတိတ်လို့စတာဒီလုပ်အများကြီးထွက်လာတိတ်ပံပညာရှာဖွေမထုတ်ခင်မတွေ့ခင်ကလေးကကဘာကြီးကလုံးနေတယ်ဆိုတာကိုယောဘဝတ္ထုတွေမှာပေါ်ပြထားပြီးသားစတာဒီလုပ်ရတာတိလာTV ပေါ်မှာဆိုတာရေးထားပြီးသားကျန်စာလေးယူရိုနိုင်ငံတွေကပတ်စံကအမေရိကကိုလွှမ်းမိုးလိုက်တယ်။ဘာသာပြီးသားယူရိုကောအမေရိကတကြီးအကြီးခင်ကလေးကကျန်းစာမှာကိုရေးထားပြီးသားဘိုးတော်ကယူရိုဆိုအောက်မှာဟိုအမေရိကန်ဒေါ်လာအထက်မှာအမေရိကန်ဒေါ်လာကကြောက်တော့ယူရိုကတက်လာဒါတွေမကောက်ဘူးဒါကအမောက်ထောင်တယ်အရှိပြရမင်းရဒါတရုတ်ကိုပြောနေတာဤကရွှေလင်းရုံဘာပုံဆောင်လဲအမေရိကန်ပုံဆောင်လဲဖွင့်ပြချက်တွေအများကြီးပဲဘုရားသခင်ကဖွင့်ပြထားတဲ့အရာတွေသိချင်ပြချင်တယ်။အော်ဘုရားကသူ့သားသမီးတွေကိုအကုန်လုံးသိစေတာပဲဒါမဲ့ဘာဖြစ်လဲဆိုတော့ဘုရားနဲ့ယဉ်ကျေးလာတဲ့အခါကျမှဘုရားသခင်သိစေလို့တဲ့အခါကျတော့မှကျွန်တော်ယဉ်ကျေးလာတဲ့အခါမှာသိရတဲ့ခွင့်ပြင်ဆင်ပေးဆိုတော့အသက်တာမှာယုံကြည်သူတယောက်ဖြစ်လာရင်ကဲတင်ချင်းရယုံနဲ့မပြီးဘူးတပည့်တော်အစင်တက်ဖို့တော့သူ
သူ့ရဲ့အလိုတော်ကိုပိုင်းခြားနားလည်ဖို့တည်ယူတာโอเคအာဗြဟံကိုဘုရားခင်ခေါ်ထုတ်လာပြီဘုရားခင်အာဗြဟံခေါ်ထုတ်တယ်ကောင်းကြီးပေးခြင်းတော့ခေါ်ထုတ်တာမဟုတ်ဘူးလားပြောပါကျွန်တော်ကယ်တင်ခြင်းပေးတယ်ဆိုရင်သူ့ဘုန်းတော်အတွက်အသုံးပြုခြင်းတော့မဟုတ်ဘူးလားအာဗြဟံကိုဘုရားခင်ကောင်းကြီးပေးခြင်းတော့သူ့ရဲ့အမျိုးတွေကလည်းဆွဲထုတ်တယ်မဟုတ်ဘူးလားဆွဲထုတ်ပြီးတော့ညာလည်းပဲအာဗြဟံကသူ့အမျိုးတွေကထွက်လာပြီးတော့မှခါနာပြည်ကိုရောက်တဲ့အချိန်မှာပဲဖြစ်တယ်အစာခေါက်ပါတယ်ကျွန်တော်ပဲဖြေတော့ဘာဖြစ်လဲအစာခေါက်ပါခြင်းနဲ့တွေ့တယ်ဖယားခေါ်လာတာပဲဖယားစီစဉ်တဲ့အစီအစဉ်ပဲဘာကြောင့်အစာခေါက်ပါခြင်းနဲ့တွေ့ရတယ်လဲဟုတ်လားကောမဓမ္မပြောရတယ်ဘာပြောရကဘာကြခန်းကြီးစနစ်ကြည့်အောင်ငယ်ငါးနဲ့စာကြည့်အောင်အာဗြဟံဒီကိုတာလောတာနဲ့ဥစ္စာရတတ်သမျှကိုခါရမျိုးနဲ့ရတော်လူတို့ကို၎င်းယူပြီးနေခါနာပြည်သို့ရောက်ခြင်းကပြည်ကိုသွားခြင်းကလည်းသူ့အမျိုးတွေကနေဘယ်ကိုသွားတာလဲဘယ်မျိုးကနေသူထွက်သွားခါရဆိုတဲ့မျိုးကနေထွက်သွားတယ်ဘယ်မျိုးကိုသွားတာလဲခါနာဘယ်သူခေါ်လို့ထွက်သွားတာလဲကိုဖန်ကောင်းမှမသိဘူးဘယ်သူခေါ်လို့ထွက်တာလဲကာလီတို့တင်းလို့ကျွန်တော်ဖွဲ့တယ်မရလိုက်တာရှိခါရံပြည်ကနေထွက်သွားတယ်ဘယ်ဟိုလဲခါနာပြည်ကိုဖျားပူဆောင်တော့ပို့ဆောင်တဲ့နေရာမဟုတ်ဘူးလားဒါပေမဲ့ခါနာပြည်ရောက်ပြီးတော့မှတဲ့အငယ်ရှိမှကြည့်ရထိုရွက်မှသွားပြန်ပြီးဘေဒလမြို့အရှိနဲ့ရှိတော့တောင်တို့ပြောင်းသဖြင့်ဘေဒလမြို့အရှိအာဤမြို့အနောက်ဆက်ကြားမှာတဲကိုစောက်ရင်ထားပြဖို့ရစ်ပလီကိုတည်ပြီးနဲ့ထားပြနာမတော်မနာပြုအာဗြဟံဒီခရီးသွားနဲ့ပြောင်းတဲ့တောင်မျက်နှာတို့ရောက်ထို့နောက်အခန်းငယ်30မှာခါနာပြည်နဲ့အစာခေါင်းပါချင်းဖြစ်အလိုအစာခေါင်းပါတယ်ခရီးပို့ဆောင်တဲ့လမ်းမဟုတ်ဘူးလားအဲဆိုခရိယာတွေပါပြရဘုရားဥဆောင်တဲ့လမ်းကိုသွားနေရင်လည်းပြဿနာဆိုမရှိတယ်ဘူးလားအဲဆိုဘုရားပြဿနာမရှိတယ်ဘုရားအလိုတော်လို့ပြောလို့ရဒီလားစုဖြစ်တဲ့အရာခတ်တရားအားလုံးစင်ပြည့်တယ်အဲ့ဒါကြောင့်ဘုရားအလိုတော်ရှိတယ်လို့ပြောလို့ရလားပြောဒီနေ့အဲ့ဒါလူတွေမရှိဘူးယုံကြည်သူတွေအားလုံးစင်ပြည့်ပြီအားလုံးโอเคပြီဆိုရင်ဟုတ်တယ်ဒါဘုရားလိုတော်အဲ့ဒါတို့ခရစ်တော်ကသူ့ကိုယုံပေးတာဆရာကျမကိုလည်းချစ်တယ်ကျမအပေါ်မှာလည်းသစ္စာရှိတယ်ကျမကိုလည်းအလိုလိုက်တယ်ကျမကိုလည်းမဆုံးချင်ဘူးကျမခရစ်ယာန်တရားနဲ့ရည်စားထားဖို့နဲ့ဆရာရဲ့တိတ်ချုပ်ချယ်တိတ်ပြတ်တာရှာဒီတော့ဖယားကမရတာဆရာရဲ့ကျမအရှမ်းကောင်းတယ်ဆရာကျမစူတောင်းတိုင်းနဲ့ဝိညာဉ်ထဲမှာခံစားရတယ်အမို့စူတောင်းတိုင်းနဲ့သူကပြောင်းလဲပဲဆိုတာကိုခံစားလက်ထပ်ကိုဆိုတော့ဘာလို့ကျမဝင်နေတဲ့မရှိအရာခတ်တဲ့အစီအစဉ်တိုင်းသူကဟုတ်ပြီးလို့ထင်တယ်ဒါပေမဲ့ဖခင်ပြောထားပြီးသားမညီတော့ဘူးရှင်းရှင်းလေးပဲညီပုံမှာတော့မညီတဲ့တဘောမှာထားနေဆိုမထားနဲ့အဲ့ဒါမင်းတို့ကမှထားတယ်လို့ပြောထားပြီပဲပေါ့နော်ဆရာကြီးပေါ်တော့ပေါ့တော့ဆိုမင်းတို့ကမှထားတယ်ဆိုပါလေမထားနဲ့
ဖယားသိတယ်မင်းကြီးတို့မထမ်းတော့ပြောတာပေါ့နော်ဆရာရဲ့ဒါပေမဲ့တော့ဆရာရဲ့လုံးအနေနဲ့လို့သမီးနင်လုံးကြည့်မယုံဘူးဒီဒီလာစကားကိုနားမထောင်ဘူးယူတယ်ဆိုရယ်ဆရာကျမတော့သူ့ပဲရွေးချယ်လိုက်တော့သမီးကျင်းသေးတာတော့မဟုတ်သမီးဒုက္ခရောက်တယ်ဆရာကိုဖို့ဆက်တော့ဆောင်းနေမယ်ဆူတောင်းပြီးတနေ့လောက်ပြောက်သွားလာမတွေ့တဲ့ကားလေးပါဆရာစင်ပြေလို့ဆရာမကိုစိတ်မပါဘူး Okay very good အဲ့ဒါမှတည်းက3 နှစ်လောက်ကြာတဲ့အချိန်မှာရည်ရည်နဲ့ရောက်လာဆရာမိုးဘီတမီးတို့တည်းထားလို့ဒါလည်းကြွလာအိုးဆရာရဲ့ဖျားเจ้าကကောင်းရဘာရုပ်တော့မပေါက်ချင်ဘာလောက်ကလည်းဝယ်ဝယ်ရမရှိတယ်ဘလုံးနဲ့အဲ့ဒါဝယ်မကြည့်နဲ့ဖျားအာကိုတက်တဲ့ယောက်ျားဖြစ်လာအဲ့ဒါစမ်းစစ်အဲ့ကျန်တော့ကိုင်လာတဲ့ဖျားเจ้าပုံမှာတက်တယ်တိတ်ဖျားသိတယ်လို့မထင်နဲ့တပီတော့လိန်ခံကြည့်တော့ကျန်စာအောက်တိုင်းကျန်တက်တာတပီအေးရှာရတော့မရှာတတ်တဲ့အဖွဲ့တွေကြားတော့နေမှာပြန်ရောက်လာတယ်ဆရာပြတော့ဆရာတမီးဘာဖြစ်လဲတမီးပြောမမောနဲ့တမီးရေတော့ပြောတမီးကျမဒီစိတ်လည်းမလို့ချစ်တော့ဆရာဘာလို့ချစ်တော့ဆရာတမီးခဏပြန်ထည့်တာပါလို့ဆရာလည်းမလို့ချစ်တမီးကတမီးဘာဖြစ်လဲပြောဆရာတမီးကိုချစ်တယ်ပြောလို့ဆရာခုနောက်မိမနဲ့ပါပြီးပြောလို့ဆရာအဲ့တော့တမီးပါဆက်လို့ပဲဆရာကျန်းစာရကျနှုတ်မပတ်တော့တယ်ပြောလိုက်တယ်နေခွဲလို့မရဘူးဘာဆိုရလဲသူမကောင်းတယ်တတိခွဲရမခွဲရဘာလို့လဲပဒိကြီးဆိုတာတေမပြက်တယ်မယူခင်ကလေးကမယူတယ်လို့ပြောပြီးသားမတိတော့ဒီနေ့ဆုံးရှုံးကြတာဗောဒီလိုတခုတော့ရှိတာသူယူချင်တော့ယူတော့ဗောဒါပေမဲ့သူမကွဲမချင်းကိုကွဲလို့မရဘူးဟိုကလည်းရှုံးနေတယ်ကွာသူ့လည်းပြေးမကွဲဘူးလို့လုပ်တယ်အဲ့ဒါကိုကွဲလို့မရဘူးဒီပါမေးဒီသူကွဲသွားရင်တော့ကွဲသွားပါစေဆက်သွားသူကွဲသွားတယ်နောက်မိန်းမယူသွားတယ်ဒီတော့မပေါင်းနိုင်တော့ဒါကြောင့်ငါနောက်ဆော်တယ်ဒိုးပြီနော်ဘာပါရတယ်ဒိုးဒါပေမဲ့အသက်တာကောင်းစားခြင်းကိုထပ်ပြီးတော့ယောက်ျားယူလို့မရဘူးကိုမိန်းမဖောက်ပြန်သွားလို့မယုံကြည်သူကမိန်းမဖြစ်တယ်အဲ့ဒီမိန်းမဖောက်ပြန်သွားတယ်နောက်မိန်းမယူလို့ရတလားဆိုရင်ရတယ်သို့တော့ကောင်းကြီးလာတင်တော့မလားဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလူမသိမချင်းအဲ့ဒီလူကကိုမရှိဘူးဒါကယုံကြည်သူကပြောတယ်မယုံကြည်သူတွေကတော့တပိုင်းအဲ့ဒါတရားယုံကြည်သူဟောမယုံကြည်သူမလားသူဖောက်ပြန်သွားလို့ရတယ်ကိုဖောက်ပြန်လို့မရဘူးသူဖောက်ပြန်တဲ့အတွက်ကြောင့်ငါဖောက်ပြန်မယ်လို့မရဘူးနှုတ်ကပတ်တော်နဲ့ပြောတော့အများကြီးပဲဒါတွေကဘာလို့ကျွန်တော်ပြောပြချင်လဲဆိုတော့ဖခင်အလိုတော်ကိုပိုင်းခြားနားလည်ဖို့ရန်အတွက်ကဒီခေတ်ဒီကာလအများကြီးကြီးတယ်အာဗြဟံ
ဖရာသခင်ပို့ဆောင်လို့ခါနာပြူရောက်တော့ခါနာပြူရောက်တော့ပါဖြစ်တယ်ပြောပါဖြစ်လေအစာခေါင်းမချင်းနဲ့တွေ့ပြီဆိုဖရာကကောင်းကြီးပေးရှင်လို့သူ့ခေါ်သွားတာမဟုတ်လားဘာလို့အစာခေါင်းမချင်းနဲ့တွေ့လဲဘာလို့အစာခေါင်းမချင်းနဲ့တွေ့လဲအစာခေါင်းမချင်းနဲ့တွေ့တဲ့အချိန်မှာအဲ့ဒီပြဿနာကိုငါနဲ့သူ့ဘလို့တိုင်ပင်ဖြေရှင်းလဲဆိုဘုရားခင်အရန်စိတ်ဝင်စားတယ်ဒါပေမဲ့အာဗြဟံဘုရားနဲ့မတိုင်နဲ့အေဂုတုပြည်ထွက်သွားတယ်ဒါပေမဲ့အေဂုတုပြည်ရောက်လဲရောက်တော့သူ့မိမကိုသူများမသိသွားဘူးလားသိသွားတယ်သူ့မိမသူ့ညီမလို့မလဲရဘူးလားကျန်ဒုက္ခကိုမိမကိုသူများခေါ်သွားတယ်ညနေမှာသူ့ဘလို့အဲ့ဒီညကိုရေးဆိုင်တယ်ဒီချိန်မှာတော့မိမဘာဖြစ်နေလဲအမျိုးစုံစဉ်းစားနေတယ်စတဲ့ကမလေးကိုမိမတိတ်သွားတဲ့ကိစ္စကိုမချစ်လို့လည်းမဟုတ်ဘူးအရန်ချစ်တယ်ဆာရာလည်းရေးလဲချောတယ်ရေးလဲချောတာဆိုတော့ချောတယ်မိမကိုတိတ်သွားတဲ့ခါပစ္စည်းအောက်ဆိုင်တော့အများကြီးတယ်သူပြောနိုင်မှာမလားဒါပေမဲ့ဖယားခင်ကလုံးဝအာဗြဟံကယက်တည်တယ်အာဗြဟံကောင်းတယ်ကောင်းလို့ယက်တည်တယ်အထင်နဲ့အားကြစီရှိဖယားကနာမည်ဘယ်လိုပြောလဲနော်ဝိထိန်ကိုဘုရားသခင်ကသူ့ရဲ့အလိုလိုလမ်းထဲကိုဆွဲခေါ်လာတရားလေးလိုက်လာပြီးဆိုရင်ဘုရားသခင်ကသူခေါ်လာတဲ့လမ်းကိုသူကပြပါလေဘုရားသခင်ဝိထိန်ကိုခေါ်လာပြီးဝိထိန်ကသူသွားစီလို့တဲ့လမ်းထဲမှာရှိနေတယ်အဲ့ဒီလမ်းထဲဖြစ်တဲ့ပြဿနာအားလုံးသူကဖြေရှင်းရတယ်ဗျာ။အားကြောင့်သူစီစဉ်တဲ့လမ်းထဲမှာသိရှိတယ်။ညာဆိုတော့ပြောချင်တာ as long as you are on the right track God will protect you ဖယားသခင်ရှိစေလို့တဲ့နေရာမှာသိရှိနေရင်ဘုရားသခင်ခေါ်ဆောင်လာတဲ့လမ်းမှာတနည်းအားဖြင့်ဘုရားအတင်းကြီးရှိထားရင်ကွာကပောက်ကြခန်းကြီးစနစ်မှာဘုရားသခင်ကအာဗြဟံနဲ့ပရိညင်မပြုလားကောင်းကြီးပြီးတော့သူငါမင်းကိုချိန်ဆတော့သူကိုငါချိန်ဆမယ်လို့ပရိညင်ရှိထားတဲ့အတွက်ကြောင့်သာဘုရားကသူ့ကိုအေဂုတုပြည်ကနေပြန်ဆွဲခေါ်တာဒါပေမဲ့ဘုရားသခင်ကပါလိုက်တဲ့ဘုရားမဟုတ်ဘူးလဲလိုက်တဲ့ဘုရားမဟုတ်ဘူးဘာကြောင့်လဲကလေးငယ်ဘဝမှာအခုကအာဗြဟံကဖခင်နဲ့စသွားတဲ့ခါစပဲရှိသေးတာကိုကလေးငယ်တယောက်ကစပြီးတော့လမ်းလျှောက်မလဲဘူးလားလဲတဲ့ခါမှာမိခင်ကစိတ်ဆိုးလားဒီအခုမှတနေ့သားလေးမလျှောက်တဲ့လျှောက်တဲ့နဲ့လျှောက်တာကိုလဲလို့မရိုက်ဘူးလမ်းလျှောက်တာကိုပြောနေတာမဟုတ်ဘူးလားအေးဘဝအတ္တမှာဖခင်နဲ့စလျှောက်ရင်အဲ့ဒီအတိုင်းပဲကျွန်တော်တို့အမှားတော့ရှိတတ်တယ်ဘာနဲ့ပြောတော့ဆရာလေးကလာပြောတယ်မာမယ်လို့ဒါပေမဲ့ကလေးကြီးဘဝမှာစလျှောက်လာတဲ့အချိန်မှာအာဗြဟံကဘုရားနဲ့မတိုင်ပင်တဲ့ခါမှာသူကြည့်လိုက်တော့ဒီမှာလည်းအစာကောင်းပါနေတယ်ငါတို့ဘာလုပ်ပါလဲငါတို့အစာငါတို့တော့မဖြစ်ဘူးဟောတယ်ငါတို့ထွက်လာနားကြည့်တယ်တော့ဟိုမှာအဲ့ဒီပြန်ရေးနေတဲ့အစင်းရပြေငါသွားကောင်းမှတင်တယ်ရှိတယ်ပါလေရှိတယ်ပါဒီမှာလည်းရှိပါယေရှုရဲ့ယုံကြည်ပြီးဘုရားဝင်တဲ့ယုံကြည်တဲ့တတ်တာဖြစ်တော်ကြတယ်ဒီမျိုးမှာစပြီးနောက်ပြုတ်ပြောင်းခြင်းတဲ့ပွဲတွေရှိပါမယ်ဒီလုံးကစပြီးနောက်လုံးဟဲ့မင်းတို့မျိုးမှာစင်ပြေလားစင်ပြေလားအဲ့အလုပ်တွေများစင်ပြေလားငါလာခဲ့မယ်နော်လူကိုတိုင်ပင်နဲ့ဘုရားကိုတိုင်ပင်အဲ့တော့လေဘုရားတကယ်အမှားလို့မတတ်မှတ်ပါဘူးဘုရားနဲ့စလျှောက်ခါစားမှာမားတတ်တယ်ဆိုတာဘုရားသိပြီးသားအာဗြဟံကမသိတာဘုရားသိတယ်အာဗြဟံကိုဘုရားသခင်ကမဆတယ်သူ့ကိုအေဂုတုပြည်နဲ့ဘုရားပြန်ဆွဲထုတ်တယ်သူ့မိန်းမကိုလည်းနန်းတော်ကနေဖာရောလက်ထဲကနေဘုရားပြန်ခေါ်ထုတ်ပေးတယ်အေဂုတုပြည်နဲ့ပြန်ထွက်လာပြီဒါပေမဲ့ပြဿနာကြောက်စရာကောင်းတာကကိုညံနဲ့လှုပ်လိုက်တဲ့အရာတွေဘုရားမမေးတတ်ရင်ပြဿနာပါရှိတယ်ဆိုတော့အဲ့ဒီလုတ်ခဲ့တဲ့အမှားရဲ့နောက်ဆက်တွဲနောက်ကနေပြန်ပါလာတတ်တယ်အဲ့ဒါတော့သတိထားခါနာပြီမှာအာ
အစာခေါင်းပါချင်းဖြစ်တဲ့အချိန်မှာဖယားလိုချင်တာသူ့မေးတာကိုလိုချင်တယ်မေးတာကိုလိုချင်တာတပည့်မေးတာကိုလိုချင်တယ်ဒီတတိထားကိုတော့ဒီလိုလိုပြဿနာဖြစ်နေပြီကျွန်တော်မဆက်ရောက်မယ်ကိုတော့ကျွန်တော်မစားမိတာတယ်ဖယားပြီးတော့ဖယားမလုပ်လာမချင်းငင်းဝတ်စွာနေပြီးစောင့်တာစောင့်တရားဒါပေမဲ့အာဗြဟံကမစောင့်ပဲနဲ့ဆင်းသွားတာအဲ့တော့လည်းဖယားအမားလို့မတတ်မှဘူးဘာကြောင့်လဲဆိုလူသေးလို့ဝိညာဉ်ရမှာလူသေးမတတ်တယ်ဆိုတာသိတယ်ဒါပေမဲ့သင်ယူသွားဖို့ဖယားကအလိုတော်ရှိတယ်နေတိုင်းမလုပ်နေရတာကျောင်းတော်ကလိုက်ဆိုပါဘုရားသခင်အလိုတော်ရှိတော်အရာတွေအဘယ်အရာဖြစ်သည်ကိုသင်နိုင်မိကြောင်းသင်စိတ်နှလုံးကိုအတိတ်ပြင်စေ၍ပုံသဏ္ဍာန်ပြောင်းလဲခြင်းတို့ရှောက်ကြတော့ဆိုဘုရားရဲ့အလိုတော်ကပါလေသူ့ရဲ့သဘောတော်ကိုသူစိတ်နှလုံးကိုသိအောင်နေတိုင်းသိယူနေရကျွန်တော်စက်တာဖတ်တာဘာလို့ဖတ်တာအလကားဖတ်တာမဟုတ်ကျွန်တော်ကတော့ဖယားဘလို့ဖယားကိုလည်းပြည့်အောင်ကျွန်တော်ဖတ်တာဒီရစ်ပူဇော်တဲ့ကိစ္စတွေဖတ်နေတယ်ကိုရောဘာကြောင့်ရစ်ပူဇော်ချင်းကိုအဓိကအကျယ်တပွင့်လျှောက်ပြောတာပဲကျွန်တော်လည်းရစ်ပူဇော်ရမယ့်ကိစ္စလည်းမဟုတ်တော့ဘူးကိုရောကျွန်တော်ဟိုဗာလဲအတိုးလေးကိုပြန်တက်ခိုင်းလို့လား no ကမ္ဘာဖျောင်းမြောက်ကျန်းတို့ဖျောင်းမြောက်ကျန်းမို့ကိုပြကျန်းတို့တော်လျာကျန်းတို့ဖတ်တဲ့အချိန်မှာအဲ့ဒီမှာရစ်ပူဇော်တဲ့အကြောင်းတွေမပေါ်ပြထားဘူးပေါ်ပြလားပေါ်ပြထားတယ်ဒီကစက်တာဖတ်တဲ့ဘွယ်ရလားတပည့်တို့ဘယ်လောက်ပြီးသွားပြီလဲမသိဘူးနော်အဲ့ဒီမှာဖတ်တဲ့အချိန်မှာရစ်ပူဇော်တဲ့အကြောင်းတွေဘာတွေညာတွေကိုလည်းဘာမဆိုင်ဘူးဣတိလအကြောင်းတွေရေးထားပါဖတ်ဆက်တော့မဟုတ်ဘူးကိုတော့ဘာဖြစ်လို့အဲ့ဒီအကြောင်းတွေကျွန်တော်ဖတ်နေရတယ်ကိုတော့ကြော်ဖတ်လို့မရဘူးလားမဟုတ်ဘူးလေမင်းငါအကြောင်းရှိနေတယ်မင်းအကုန်ဖတ်တယ်ကျွန်တော်ကြော်ဖတ်ခြင်းတခါလေကိုလည်းဘာမှသက်ဆိုင်တဲ့ကိစ္စဆိုတော့လည်းကြော်ဖတ်ခြင်းတော့ကွာတကယ်ပြောလူမျိုးတွေကိစ္စကွာဣတကိတာဣလိကိတာအိတာမင်းငါမျိုးလည်းမဟုတ်တဲ့ကိစ္စအဘာထိုင်ဖတ်ပါပြီးတော့လည်းအရာပြင်းစရာကောင်းတယ်ပြီးတော့ပေါက်ရတာပေါက်ဖတ်တဲ့ကိစ္စဘယ်လိုလဲအဲ့ဒါတရင်ချိတ်တွေနိုင်ရင်ကောင်းတယ်နိုင်ရင်ပုံတွေရှုပ်ချောက်ခတ်တဲ့ကိစ္စမဖတ်ရှင်တော့ဘူးကဘာကြောင့်လဲအရာမို့တရားသခင်ငါဒီရစ်ကောင်တွေပူဇော်ခိုင်းတဲ့ကိစ္စငါတကားအဲ့ဒီရစ်ကောင်တွေကဘယ်သူပုံပေါ်ထားလဲယေရှုမင်းယေရှုအစားထိုးရဖတ်ကြည့်မင်းကောင်းတည်သွားတယ်အဲ့ဒါမင်းတို့ပြည့်ဖြေဖို့မင်းတို့မင်းကဟာရဖြစ်ဖို့မင်းတို့ဟာဖိုင်နဲ့ပြောလာတာကျမ်းစာဖတ်တဲ့အခါမှာအလိုတော်ကိုသိပြီးတော့ဖိုင်သိပြောတယ်ကျမ်းစာကိုပဲဖိုင်ပြင်းစရာသိကောင်းတယ်ရေးလည်းပြင်းစရာကောင်းတယ်ဒါပေမဲ့ဘုရားနဲ့ယဉ်ကျေးတော့ဖတ်တဲ့အခါမှာအရာပြောစရာကောင်းတာโอเคဘုရားသဘောတဘာဝမသိခင်မှာတော့ကိုကတော့အဲ့လိုမျိုးပဲယုံကံမသွားအာဗြဟံကလည်းဒီတိုင်းပဲမသိပဲနဲ့သူကညာကွန့်ပြီးတော့အေဂုတုကြီးဖျားမမေးပဲနဲ့သွားလိုက်တော့ဘာဖြစ်လဲမိမသိခံပြီလားဒါပေမဲ့ဖျားအဲ့ဒီမိမကိုဖာရောလက်ထက်နဲ့ပြန်မနှုတ်ယူပေးဘူးလားဒါပေမဲ့မိမကိုသိလိုက်တဲ့အချိန်မှာဖာရောကအာဗြဟံကိုကျေးဇူးပြုတယ်နိညမကိုငါ့ကိုပေးတဲ့အတွက်ကြောင့်လေရော့ဆိုတော့ကျွန်ယောက်ျားကျွန်မိန်းမတရိစ္ဆာန်တွေအကုန်ပေးပြလိုက်တယ်သူစီမှာတရိစ္ဆာန်တွေကျွန်မိန်းမကျွန်ယောက်ျားတွေအပြည့်ဖြစ်သွားတယ်အစာထောက်ပါတဲ့ဘဝတွေချက်ချင်းမှဖြစ်သွားတယ်ဥစ္စာပစ္စည်းတွေရေးလိုက်ရတော့ဟာငါအဲ့ဘုဒ္ဓပြည်လာတာမှလည်းလို့ထင်အောင်ထင်နေတယ်ဥစ္စာပစ္စည်းကျွယ်ဝလာတိုင်းကောင်းကြည့်လို့မထင်နဲ့ကြောက်စရာသိကောင်းတယ်ဒီနေ့ဗမာပြည်ရောက်လာတဲ့သူတွေသတိထားရတယ်အမေရိကန်ရောက်လာပြီဆိုရင်ဘာဖြစ်လဲဟာအိမ်ဝင်ချင်းဟာခါဝင်ချင်းဟာတဲ့ကုန်ဖြစ်တယ်မသိလိုက်တာဘာဖြစ်လဲအိမ်ဝင်ကောက်ဝယ်ပြီးရင်ထောင်တန်နဲ့အလုတ်ကျတဲ့ထောင်တန်နဲ့20ကျတဲ့အတိုင်းပဲအိမ်ဘိုးကိုဆက်တရတာဖျားလဲသွားခါနာလဲသွားဘိုင်းနာလဲသွားခေါင်းကိုက်လဲသွားတော့ကုန်သွားပဲဘာလို့လဲမသွားရင် mortgage မပေးနိုင်ဘူးမသွားရင်ကားမပေးနိုင်ဘူးစီးတဲ့ကား specialအဲ့ဒါကျွေးရအပြေးလုံးနေရတာအဲ့ဒါအဟုတ်ကြီးလို့ကျွန်တော်ထင်မနေနဲ့အလိုတော်ကိုမသိဘူးနော်ဘာဖြစ်လဲကလားမရှိတဲ့တည်းကလာခဲ့တဲ့အခါမှာသိရှိခြင်းတဲ့တဘာဝကအဲ့ဒါပဲစပိန်တော်အရွာလုံးမှာတစည်းပဲရှိတဲ့ရွာနေတယ်လာတော့ဒီရောက်တော့ကားလည်းစီးရအောင်ဟာလေလူဖြစ်သွားတော့
kasi mo ewo kasi mo ewo mati like that phaya thakhin ya acha siya ashi le so ma sha ta mwe Abraham le dukha yauk bi so ne Abraham be ko pie leဒီမှာကြည့် Iowa ဒီမွိုင်း Iowa မှာပြဿနာဖြစ်ပြီဆိုတဲ့ခါကျဘယ်ရပ်ကွက်မှာပြေးဖို့ဘယ်မြို့မှာပြေးဖို့စိတ်မကူနဲ့ဖယားကျွန်တော်ကိုတော့ဘာလို့စိတ်ချင်တာလဲဟောမမေးမနဲ့ပြေးလာတဲ့ဖွဲ့လေးရှိတယ်ပြေးအောင်တဲ့ဖွဲ့လေးရှိတယ်အခုဖြစ်လာပြေးတယ်ဘာသာချင်းလူပြောတာကြောင်းတာအရောက်သွားတာပါဘာလို့ဆိုတောင်ရရွှေ့ပြောင်းဆိုင်ပြိုးကြီးကရှင်းတော်မှာအရာဖြစ်ခဲ့တော့ဒီမှာလေရွှေ့ပြောင်းဆိုင်ပြိုးကြီးအရာတော့ချင်တယ်ဒီတောင်ကလည်းဟိုဘက်တောင်ပြောင်းဒီမှာလေ state ပြောင်းနေတာတကုံးပြောင်းတာပြောလို့ကိုမပြီးနိုင်တဲ့မိသားစုလည်းတွေ့ဘူးလေရောက်လာတဲ့20ရှိပြီပြောင်းနေတာစတဲ့ဟာတရားတော်ဟေးဒီမှာဟိုစတိတ်မှာတွေ့ရလေဟုတ်တယ်ဆရာပြောင်းလာတာဟုတ်ဘူးနေပြောင်းလာတော့လို့ရှိပြီဆရာလည်းငါပြောတာငါပြောဘာဖြစ်လို့လဲလို့မေးကြည့်တယ်ကျမရဲ့ချင်းလေးဆိုတာရွှေပြောင်းတောင်ရစိတ်ဝင်စားတယ်ဘယ်လိုလုပ်နေလဲဒီကမောင်မပြောင်းတာကောင်းတယ်ပြဿနာမရှိဘူးဒါပေမဲ့ဖရာသခင်လေအလိုတော်ရှိတဲ့နေရာမဟုတ်ပဲဒီလျှောက်ပြောင်းအချိန်ကုန်တာဝေးကုန်တာပဲအဖတ်တင်တယ်အဲ့ကုတုပြည်ရောက်တော့လို့အဲ့ကုတုပြည်မှာပတ်စံနေကျွန်းယောက်ျားကျွန်းမိန်းမတွေရလာအဲ့ဒါဟုတ်ကြီးထင်တယ်မဟုတ်လားဟမ်အဲ့တော့ကောင်းကြီးလို့လူတွေကတတ်မှတ်ခြင်းနဲ့ကျွန်တော်မတတ်မှတ်ဘူးဘာကြောင့်လဲသိလားအဲ့ဒီကျွန်းထဲမှာဘာပါလာလဲကျွန်းမထဲမှာမမဟာကရပါလာတယ်မကြခင်မှာတမျိုးလုံးကိုဒုက္ခပေးတော့မယ်ဟာရအိမ်ထဲမှာပါလာတယ်ပါလာပြီမကြခင်ပါလို့တော့မလဲဣရှမေလမွေးတော့မယ်မကြခင်အဲ့ကမိသားစုလို့ဒုက္ခပေးတော့မယ်အဲ့ဒါဘယ်ကနေလဲဖယားကိုမမေးပဲနဲ့ကိုယ့်ဘာသာကိုထွင်ပြီးတော့လှုပ်လိုက်တဲ့လမ်းကနေပြန်ပါလာတာအမြဲတမ်းမှတ်ထားပါဖယားအလိုတော်ကိုမရှာပဲနဲ့အခွင့်အရေးရတိုင်းလှုပ်လိုက်တဲ့နေရာတိုင်းမှာသင်အမြဲတမ်းသင်ခန်းစာရတတ်တယ်မမေးပါနဲ့ဖယားကိုမမေးပဲနဲ့လှုပ်ရတယ်ဖယားကိုမမေးပဲနဲ့ယောက်ျားကောက်လို့ယူလိုက်တယ်ဖယားကိုမမေးပဲနဲ့မိန်းမယူနောက်ဆက်တွဲဖြည့်ရှင်းရမယ့်အရာတွေအများကြီးရှိတယ်ဒါပေမဲ့ဘုရားသခင်ကမမုန်းပါဘူး still ဘုရားချစ်ပါတယ်တင်းကိုဘုရားဆက်ပြီးတော့ဆောင်းရှောက်ကောင်းပါပါသို့တော့တင်းဆုံးဖြတ်ချက်ချမှားခဲ့တဲ့အရာအတွက်တော့တင်းအဖို့ခါပြန်ပေးရတယ်မြေတယ်ဒါပေမဲ့အဲ့ဒီထဲကနေဘုရားဘယ်ကိုပြန်ဆွဲခေါ်လဲသူ့ရဲ့အလိုတော်လမ်းထဲကိုပြန်ဆွဲခေါ်တယ်အမလေးမောတယ်ဒီဖွဲ့အခွင့်တော်သေးပါရောက်သွားပြီးတော့မှဒုက္ခနဲ့ရင်ဆိုင်ဝမ်းနေတဲ့သူဘုရားအဲ့တိုင်းမပြစ်ထားဘူးဘယ်ကိုပြန်ဆွဲခေါ်လဲအလိုတော်လမ်းကိုပြန်ဆွဲခေါ်တယ်မှတ်ထားဒုက္ခပြဿနာဖြစ်လာလို့ကိုရွေးချယ်မှုမှားခဲ့လို့ဝမ်းနဲ့ကြည်ပွဲနေရအဲ့ဒီမှာပဲမနေနဲ့ဘုရားအလိုတော်ပြန်ရှာအလိုတော်လမ်းနဲ့ပြန်လိုက်နှစ်ဆကောင်းကြီးပြန်လာတတ်တယ်ဟယ်လိုHallelujah. Amen. Amen. Lo sama dia fue. De moya fue no time. Amen. So Abraham ma bu la pyo. Mare. Da me mare jare ma phaya khin ma sa mu de mashi bu la. Tin yu kha sa do diတိုင်းပေါ့ဒါမဲ့အမြဲတမ်းမှတ်ထားဖယားနဲ့မျက်ခြေမပြတ်စေနဲ့ဖယားကိုတော့လက်ဆွဲကင်ထားတတ်ဖို့အများကြီးကြီးတယ်မလွတ်လိုက်နဲ့လမ်းချော်သွားပါစေမလွတ်နဲ့သူကကိုယ်ပြန်ဆွဲခေါ်တယ်တော့ဘာလာမသိဘူးတချို့ရှိမှားသွားပြီဆိုကျမဘွားအကြိုက်ရမှာခဲ့ကျမဘွားဒီနေ့တော့ကောင်းပါစေနော်တေးကြမလို့မာလို့ရင်
ဘာပြန်သွားမလဲအလိုတော်လမ်းတွေကိုအဲ့ဒါအာဗြဟံရဲ့ကောင်းတဲ့အရာကိုအဲ့ဒါအာဗြဟံကဖခင်အလိုတော်လမ်းတွေကိုရေးလဲပြန်လိုက်ဟုတ်တယ်အဲ့ဒီဥစ္စာပစ္စည်းတွေနဲ့အေဂုတုပြန်ထွက်လာတဲ့အချိန်မှာအဲ့ဒီဥစ္စာပစ္စည်းကများလုံးလို့ပါလို့သူ့လေးတော့မခွဲပေးဘူးလားလောတာခွဲပေးပြီးတော့မှငိမ့်ချမယ်ထင်လားအဲ့ဒီဥစ္စာပစ္စည်းကြောင့်ပြန်ပြီးတော့တူကြီးတွေစကားမများဘူးလားကြုံချင်းပြန်ပြီးရဖြစ်တာဘူးလားပြဿနာတွေမဖြစ်ဘူးလားဆိုဘာလို့လဲလဲအိမ်တော်မှာညီသက်ရှိလားပတ်စံရှိလားငွေကြီးရှိလားကိစ္စတွေရှိလားစီးတဲ့ဥစ္စာရှိလားကျွမ်းကြကြုံမိမရှိလားအကုန်ရှိတယ်ဒါပေမဲ့အိမ်မှာဝမ်းမြောက်ရှိလားဟေးအဲ့ဒါတတိထားဖယားအမှုတော်ဆောင်နေတဲ့အိမ်တော်ပင်တွေဝမ်းမြောက်ခြင်းမရှိရင်တတိထားအမှုတော်ဆောင်လို့ဖယားကျင့်တတ်တယ်မထင်ဘူးအလိုတော်ကိုသိလို့အလိုတော်တိုင်းလှုပ်ဆောင်နေတဲ့လူတွေဘုရားသခင်ကကျင့်တယ်တချို့ကထင်တာဒေးဗစ်လာအမှုတော်ဆောင်နေဘုရား no ဒေးဗစ်လာတရားဟောတာကဒီနေ့တည်းဟောရမယ်လို့ဘုရားတတ်မှတ်ထားလို့ဘုရားကရွေးကောက်ထားလို့ကျွန်တော်ဟောပေးရနေတာဒါကိုကျွန်တော်ပေါ်ဆိုင်ဘုရားကမသုံးဘူးကျွန်တော်သုံးနေသူတွေအများကြီးဘုရားထပ်ပြင်ဆင်ပေးမှာဝါကြွားစရာဘာအကြောင်းမှမရှိနေတိုင်းဘုရားမျက်ပေါက်တော်ထဲမှာညှိရင်နဲ့တိုးဝင်ပြီးတော့ဘုရားခိုင်းတာကိုအမြဲတမ်းသိယူနေရတဲ့အတ္တအဲ့ဒါမသိဘဲနဲ့အာဗြဟံပစ္စည်းရတဲ့ပုံမှာရှင်းတတ်တယ်ဒါပေမဲ့ဘာဖြစ်မှတ်ထားတော့အဲ့ဒီပစ္စည်းကပုံပြကုန်အကုန်ပြကုန်အခုမှမကြောက်စစ်မှန်တဲ့ကောင်းချီဘယ်တော့မှစလို့ပြီလားဣဇက်ကိုပူဇော်ပြီးမှစစ်မှန်တဲ့ကောင်းချီစတာခြားတယ်မှာသူကြုံမတယ်မအေးဘူးလားမမဘူးလားဟုတ်လားဖယားနဲ့မားတိုင်းမှာဖယားစကားပြောက်တယ်သူစီလောကပါလာတဲ့အာဗြဟံဘုရားကစကားပြောတယ်အမျိုးဣရှမေလမွေးတဲ့အချိန်မှာလည်းဘုရားဣရှမေလမွေးပြီးကလေးကဘုရားကစကားမပြောတော့73နှစ်ကြာတယ်အာဗြဟံဒါကြောင့်ဘုရားစကားမပြောတဲ့အချိန်တွေအားလုံးကအာဗြဟံမှာလုံးရမရှိဘူးဒါကြောင့်စကားမပြောတဲ့အချိန်တွေအားလုံးသမိုင်းမှာဖြောက်ထားတယ်ဘုရားကအာဗြဟံကိုစကားပြောတဲ့အရာတွေလောက်ခိုင်းတဲ့အရာတွေပဲကျမ်းစာထဲမှာအကုန်ပါတယ်အဲ့ဒီ73နှစ်ကပြောက်နေတယ်ဘာလို့လဲမသိဘူးလား73နှစ်လုံးလုံးပြောက်နေဘုရားကျမ်းစာထဲမှာ73နှစ်ဘာလို့ခဲ့လဲဆိုတော့မပေါ်ပြဘူးဘုရားဘာလို့လဲဒီလားတင်အလိုတော်ကိုမရှာပဲနဲ့အခွင့်အရေးရတယ်ရှောက်လို့အမြဲတမ်းတင်ငန်းစာပဲရတယ်ဒါပေမဲ့ဘုရားသခင်တင်ကိုအောင်မြင်ခြင်းရှိဖို့အလိုတော်မရှိဘူးလားမရှိဘူးလားပတ်ထားအလိုတော်ကရှိထားပြီးသားအလိုတော်ကဒီပြည်ကိုတနေ့ဖယားပို့မယ်ဆိုတာရှိထားပြီးသားဒါပေမဲ့သဘောတော်ကိုမသိပဲဖယားရဲ့အလိုတော်ကိုမရှာပဲသူ့ရဲ့သဘောတဘာဝကိုနားမလည်ပဲနဲ့သူ့လမ်းတိုင်းမလျှောက်ရင်17ရက်ပဲသွားမယ်ခီးရအနှစ်40ကြာတယ်အေဂုတုပြည်နဲ့ခါနာပြည်သွားဖို့ရန်အတွက်ကျမ်းစာထဲမှာတေချာကြည့်17ရက်ပဲကြာတယ်ဒီမှာကျွန်တော်ပြလုံးပြတယ်ကိုဘကတော်တယ်လေတရားဟောရကြံခန်းကြီးတဲ့အာဗြဟံကြောင့်ပြောပါလေဆိုမှပြောတယ်ထွက်ပြတယ်ဘုရားကြောင့်မှာအာဗြဟံမရှိတော့တရားဟောကြံအခန်းကြီးတဲ့အငယ်တစ်ကိုဖတ်ရအောင်ငယ်နှစ်မှာဖတ်ရအောင်ကာတေရှာပါနာရဲ့စီရတောင်းလာပြီးဟောရအရက်နေဘယ်လောက်လဲကြာဟမ်ပြော
14 ရက်ခီးဆိုတော့အေဂုတုတီကနေတကယ်ခန္ဓာပြုတကယ်သွားတာတောင်းတောင်းပဲဘယ်ရက်ပဲကြာ14 ရက်ပဲကြာတဲ့ခီးကိုဘယ်နည်းသွားလဲဟာဒီကလေးကြောက်တယ်ကြောက်အနေ40ဘယ်လိုလဲပြောအနေ40သွားတဲ့ခီးရတကယ်သွားမှာဘယ်နည်းရပဲလဲ14 ရက်တကယ်သွားတာဘယ်နှစ်လဲရဟာဘာရလဲဆိုတော့နေလေရက်40ပေါ့အနည်း40ကြာတယ်ဘယ်နည်းပဲသွားပါလဲအနည်းကြာတယ်ဟာလာအနည်းလည်းဆိုအရာလည်းကြာဆရာကကောင်းနေပါလားဘောနော်အဲ့လိုဟို trick နေလိုက်ရက်40ပေါ့အနည်း40ကြာသွားတယ်တကယ်တော့သွားမှာဘယ်နည်းရပဲလဲဟိုမှာနောက်တစ်လပြန်ပြီးသူ7 ရက်လောက်တော့ဘာလို့ကြာသွားလဲဒီလားဘာလို့ကြာသွားလဲဖယားသခင်နဲ့ယဉ်ကျေးမှုမတည်ဆောက်ကဲတင်ချင်းရယူတော့လည်းမပြီးဘူးတပည့်တော်ဆင်းဆိုတာကအမြဲတမ်းဖယားရဲ့အလိုတော်အတိုင်းမင်းငါတက်ရှင်မယ်ဆိုတော့ဖယားရဲ့သဘောတဘာဝအမြဲတမ်းတည်ယူနေတဲ့အတ္တဘူးလည်းဒီလားကြားတာလေတကယ်တည်ယူတယ်အဲ့ကုတို့ဒီသွားတဲ့လမ်းမှာအဲ့ကုတို့ပြန်တဲ့ခါတိုင်းသွားတဲ့လမ်းမှာတကယ်တည်တာနှစ်ယောက်ပဲရှိတယ်ရောရှုနဲ့ကာလာရှဲတည်ယူတာသူများတွေဘာပြောသူများတွေဘလို့ပဲစိတ်ညစ်အောင်လုပ်ဘယ်တော့ပဲလုပ်မဟုတ်ဘူးငါတော့ဖရားပြောတဲ့အတိုင်းပဲတနေ့ငါရောက်ကိုရောက်တာဖရားကိုသူသိတယ်ပြဿနာဖြစ်လာရင်သူသိတယ်ဖရားပြောတယ်ယေရှုကပြောတယ်တရားသူတပည့်တွေနဲ့လေငါတို့တဲ့အိုင်တစ်ဖက်ကိုသွားကြဆိုလေအိုင်တစ်ဖက်ကိုကူးကြဆိုလို့ယေရှုပြောပြီးတော့ယေရှုလေထဲမှာမလုပ်နေတယ်အိမ်နေတယ်ယေရှုအိမ်နေတယ်ယေရှုအိမ်နေချိန်မှာဘာဖြစ်ပြီလဲမုံတိုင်းကြပြီရမ်းမာလာတယ်ဘုရားမစိုးဘူးမုံတိုင်းကြလာတယ်ကိုရောစီစဉ်နဲ့စီစဉ်မဟုတ်ဘူးကိုရောဥဆောင်နဲ့လားမဟုတ်ဘူးဘာလို့မုံတိုင်းကြမုံတိုင်းကြတော့သူဘာလုပ်နေလဲတွေ့လားသဘောပေါက်လားဒီကြီးကိုမောင်မတော့ဘာပေါ့ဒီမှာကြီးကောင်းလို့လည်းသူကြိုက်တယ်မထွက်လာသူတင်ပေးချင်နေတာလေငါဘလို့ဖရားပြောလဲဆိုတင်ပေးချင်တာသူဥဆောင်တဲ့ခီးစဉ်ဆိုတော့ဖရားလေအဲ့ဒီမုံတိုင်းကိုရေရှိငါလာမယ်မုံတိုင်းမကြတယ်သူအမိတ်ပေးလို့မရဘူးသူဖန်ဆင်းတဲ့ကဘာကြီးသူလုံးလို့မရဘူးရတယ်ဘာလို့ခွင့်ပေးတယ်မုံတိုင်းကိုမုံတိုင်းကြတဲ့ချိန်မှာသူထတော့ဘာမလို့သူရေးလည်းနှက်တယ်ငါဘူးဆောင်တာမှန်ရဲ့ငါကွာခိုင်းတဲ့လမ်းမှန်ဘလောက်မျိုးတိုင်းထားမှာစီမကြောက်နဲ့ငါတာဝန်ယူနေဆိုတာပြချင်မြုပ်ကွာအဲ့ဒီပြေရေထဲနဲ့ပြန်ဆွဲထုတ်နိုင်တယ်ဗျာဘာလို့လဲအစိတ်ရိုးတော့မလို့အစိတ်တော့မလို့အစိတ်ကိုတော့ရေပေါ်လုပ်နေတယ်ဖရားကလေကိုရေပေါ်မလုပ်နိုင်ဘူးကျန်းစာထဲမှာအစိတ်ကိုရေပေါ်မလုပ်ဘူးလားဘုရားကျမ်းစာရပါအဲ့ဒီရှေကာလာတော့လေမလုပ်ဘူးလားဟုတ်တယ်ဘောဖတ်တယ်လေကိုတော့ဟိုးတဲ့ကျွန်တော်တို့အိမ်သွားဆောက်ပြစီဆိုတော့မှအိမ်ဆောက်ပြီးဖို့အတွက်တစ်ဟိုစားတော့မခုတ်ဘူးလားသွားခုတ်တော့အဲ့ဒီခုတ်တဲ့မစိန်ကရေထဲပြုတ်ကြတော့အဲ့ဒီဖြစ်ချင်တော့အဲ့ဒီမစိန်ရတယ်ပါဖြစ်မစိန်တူလာရေထဲပြုတ်ကြတော့အဲ့ဒီဖြစ်ချင်တော့အဲ့ဒီမစိန်ရသူများစီငားလာတယ်စိန်ဟာတဲ့တရာဘူးကောင်းတယ်ဘုရားသခင်လူလေကိုတော့အိမ်ဆောက်ဖို့တော့ခုတ်တဲ့ကိစ္စငားတယ်မစိန်ရကြာတော့
ပြောလည်းမပြောနိုင်ကိုတော့လို့ကိုတော့မလို့ဒီနေ့ရှိပါလို့ဒုက္ခလေးပြီးချလိုက်တယ်အောက်ကိုဒုက္ခလေးပဲတည်းပြီးချလိုက်တယ်ဒုံးဆိုတော့တိုင်ညက်ပြန်ပေါ်လာတယ်အော်ဘုရားမလုံးနိုင်ဘူးဘုရားမလုံးနိုင်တာဘာမှမရှိဘူးတော့သူဥဆောင်တဲ့လမ်းမှာမုံတိုင်းချလာတဲ့အချိန်မှာတိရပါလားမစိုးရိမ်တာပဲတိဟာဘုရားခင်စီစဉ်တဲ့လမ်းထဲမှာတည်သွားပြီလုံးဝမစိုးရိမ်နဲ့အခြေအနေက upside down downside up ကြိုက်တာဖြစ်ဘုရားသခင်ကအကုန်လုံးတာဝန်ယူနေဘုရားရှိဖြစ်တယ် Hello သဘောပေါက်ရမှာကတင်ရနေတဲ့တင်ယူရမှာကဘုရားဘာမှမလုပ်ခင်ဘုရားခင်လုပ်ခိုင်းတဲ့လုပ်ဖြစ်လာမှဖြစ်လာတော့တင်းချာချာတင်းယူမိန်းမပဲယူယောက်ျားပဲယူဟုတ်ယောက်ျားယူပြောတာအခုခေတ်ကမိန်းမတွေယောက်ျားတွေမိန်းမပဲယူယောက်ျားပဲယူအခုအမှားတော့တဲ့မိန်းမပဲယူတော့အဲ့လို lesbian တွေပါဖြစ်ဖို့မဆိုးဘူးယောက်ျားပဲယူမိန်းမပဲယူပြောတော့ရှိတာပဲယောက်ျားပဲယူမိန်းမပဲယူမယူခင်ဘုရားကိုတင်းတင်းချာချာမင်းကြိုက်တိုင်းမယူနဲ့ကောင်းတိုင်းမယူနဲ့ကိုယ်အထင်နဲ့မယူနဲ့မယူခင်တော့ကောင်းတတ်တယ်လူဆိုတာကယူပြီးရင်မကောင်းတတ်ဘူးမယူခင်တော့ရေးလေလေချစ်ပါလေအတေးကိုနှလုံးနဲ့ပြောရမှာတကယ်ယူပြီးသွားရင်ယူလို့ဝသွားရင်ပြီးသွားပြီဟုတ်လားရှင်းတတ်တယ်နော်ဘုကဘာတတိထားကြမလို့ယူဒီခလေးနဲ့တော့ရတယ်ဘာမှတတိမထားနဲ့စကောင်းတယ်လို့မယူခင်တေးချာချာတော့အလုံးတစ်ခုမလုပ်ခင်လေဖယားကိုတေးချာချာမေးအလုံးမေးရတယ်ကိုရောကျွန်တော်ဘာမှမလုပ်သေးဘူးကိုရောလုတ်ခိုင်းတဲ့အလုပ်ကိုရှင်းလင်းဆိုဒီအထဲကတိပြီးတော့မှကျွန်တော်လုပ်မယ်ဘလောက်သိရေးပေါ်ပေါ်ဘလောက်ပါလိမ့်မယ်ဒီကျွန်တော်မလုပ်ဘူးကိုရောပေါ်ပြအခုကိနိုးနေပေါ်ပြအမေရိကန်လူတွေအင်္ဂလန်မှာသူ့ရဲ့အမျိုးကတယောက်ပဲရှိတယ်တေတော့ဒါလည်းတော့ပြောလဲဆိုတော့အင်္ဂလန်မှာတဲ့အဲ့ဒီဦးလေးအမျိုးဆိုရမင်းတယောက်ပဲရှိတဲ့အတွက်ကြောင့်အမေရိကန်မှာရှိတဲ့လူတယောက်ကိုနော်မင်းတယောက်ပဲရှိတော့တဲ့အတွက်ကြောင့်မင်းအမွေဇက်ခံဖို့လာပေးပါသူ့ရဲ့အမွေပိုင်ဆိုင်မှုအမေရိကန်အင်္ဂလန်မှာဘယ်လောက်ရှိတယ်လို့လဲ$6.8 million million pound ငွေသားအပြည့်8 acre ရှိတယ်8နဲ့ရှိတယ်ကျောင်းဆရာကြီးအောင်အမွေလာဆက်ခံပါအဲ့တော့ရေးလဲစုတော့ဖျားခင်ဟိုမှာတော့မွေအပြည့်ပဲဟိုမှာကအမွေဆက်ခံမှုအပြည့်ပဲဒါမဲ့ကျွန်တော်သားသမီးတွေဝิญဉ်ရေးတာမတိုးတက်ဘူးပတ်စံနေနဲ့ပျက်စီးသွားမယ်ဆိုရင်ကျွန်တော်မလုပ်ပါဘူးတော့အရင်ကြီးတော့ဒီမှာပဲကျွန်တော်ဆက်နေမယ်ကျွန်တော်ကြိုးစားတော့အလုပ်လုပ်မယ်ကျွန်တော်သားသမီးတွေဝิญဉ်ရေးရကောင်းစားမယ်နေရဖယားနဲ့တွားတဲ့မှတ်ထားကြည့်ကိုမှဖေးပေးအဆန်ရတဲ့နောက်ပဲမလိုက်ဘူးကိုသားသမီးတွေဝิญဉ်ရေးရဖယားနဲ့တကယ်အဆက်တွေရတဲ့နေရမပျက်စီးနိုင်တဲ့နေရအတင်းတော်ထဲမှာတကယ်တော့ကပတ်တော်ပေးနိုင်တဲ့အတင်းတော်ဒီအတင်းတော်ဒီလည်းတကယ်တော့ကပတ်တော်ပေးနိုင်တဲ့အတင်းတော်ဖြစ်ပါစေဒါကိုကျွန်တော်ဆူတောင်းပေးတဲ့ဒီအတင်းတော်ဆရာအဆန်ကျွန်တော်ဆူတောင်းပေးတယ်ဒါလည်းမကောက်ဆူတောင်းခြင်းအားကြီးတဲ့အတင်းတော်ဖြစ်ရလူမျိုးသို့တုံအတင်းတော်ဖြစ်တယ်လို့မြန်မာအတင်းတော်လည်းလုပ်ပါစေမဟုတ်တယ်လေပမာလို့စာဟောပါဘာလို့လဲဆိုတော့ဘယ်မှာအတင်းတော်မရှိဗမာလိုပဲတက်တဲ့လူတွေကဘယ်သွားလို့သွားမှာမသိဖြစ်တတ်တယ်ချိုးလူတွေကတော့ဒီယူလူမျိုးစိတ်ဓာတ်မလုံးနဲ့ယူလူမျိုးတွေစိတ်ဓာတ်ကချူးမှကောင်းတဲ့နိုင်ငံသွားချင်တယ်ကျန်တဲ့လူမှမတင်ချင်ဘူးသို့တော့လည်းဘုရားမရှိခေါ်တယ်သို့တော့အစီအစဉ်ပြီးဗမာအစီအစဉ်လည်းလုပ်ပါစေဒီအတင်းတော်ကလူမျိုးတွေကောင်းကြီးဖြစ်ရတယ်ဒီလိုသွားမယ်
ဆိုတော့လူတွေကနောက်ဆုံးမှာအခွင့်အရေးပေါ်ရင်တော့မှငါသားသမီးတွေဒီမှာဖယားနဲ့သွားတတ်နေပြီဖြစ်တဲ့အတွက်ကြောင့်ငါသားသမီးတွေဝိညာဉ်ရေးကောင်းစားတဲ့နေရာမှာပဲငါထားမယ်ဆိုတဲ့အတင်းတော်တွေလိုအပ်တယ်အဲ့ဒီချိန်တော့သူတို့ရက်ကွက်မှာရှိတယ်သူတို့မြို့မှာရှိတဲ့အတင်းတော်ကသူ့သားသမီးတွေဖယားနဲ့သွားတတ်နေပြီသူရွေးချယ်ရခတ်ဒီဘက်မှာသူစူးစမ်းတော့အလုံးလုံးနေရတယ်တစ်ဖက်ကအလုံးလုံးမိသားစုထောက်ပံ့နေတော့ဟိုဘက်မှာကအမွေဒါပေမဲ့အခုရေးရတယ်သူဘလုံးဘုရားသူရေးတယ်မေးတယ်ဘုရားခင်မဆာပါဘုရားခင်လောက်ရမလားမလောက်အောင်အပြည့်ပေးပါအပြည့်ပေးပါဆုတောင်းတယ်အကြီးကျယ်ဆုတောင်းတယ်တရက်သူကျမ်းစာဖတ်တယ်ဒီနေ့ကြီးမားသောအမွေတွေတဲ့တာတွေဖြစ်တယ်ကျမ်းစာထဲမှာတာသမီးဆိုတာဘယ်လိုသုံးတာလဲအင်္ဂလိပ်မှာသိတယ် no ဘယ်လိုသုံးတာသိလားသမီး seed လို့သုံးတာ seed s e e d seed ကျလူတို့ဟောဒါလေဒီလိုဟောကျွန်တော်ပဲပြောတော့မဟုတ်လားကျွန်တော်ရဲ့ seed ဆိုရင်ပါလေကျွန်တော်မိသားစုကျွန်တော် seed ကျွန်တော်သားသမီးတွေကျွန်တော်ရဲ့ seed ကျွန်တော်ရဲ့မျိုးစေ့တွေရတာအဲ့ဒီမျိုးစေ့ကိုကောင်းကောင်းနေရာမှာမဆိုင်တတ်ရင်ဘယ်တော့မျိုးစေ့ကောင်းကောင်းမြည်မကောင်းရင်အဲ့ဒီမျိုးစေ့အပြင်မပေါက်ဘူးဆိုတော့ချင်းလူမျိုးတွေအတွက်ကျွန်တော်ဘုရားကိုကျေးဇူးတင်တယ်နော်ရခင်ကရှေးကအဖိုးအဖွားတွေအဖေမိတွေချင်းလူမျိုးတွေကဘုရားနဲ့တတ်တယ်ချင်းတောင်လို့ထားမှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာဘုရားကိုကိုးစားလိုက်တာမှကြောက်စရာကြီးကလေးကနေလူကြီးအပြည့်ဘုရားကိုငိုကြွေးလို့ဆုတောင်းတတ်တာချင်းရနေစားတာကရင်ငိုကြွေးလို့ဆုမတောင်းတတ်သေးဘူးအဲ့တော့ကချင်ငိုကြွေးဆုမတောင်းတတ်ဘူးတကယ်မျက်ရည်နဲ့မျက်ခွဆုတောင်းတဲ့ချင်းကပြီးတော့လည်းတချင်းဆိုတဲ့ချင်းပဲစားတွေ့ပြီလားဖယားတာဖျားချင်းအဲ့ဒါချင်းကရင်ကလက်တော်မြောက်ဖို့လို့အဲ့ဒါကရင်ကရင်ကဘယ်မှာကလဲဆိုဝချမ်းပြညှို့တော့ကဘာလဲဟိုဘာလဲဝညဒီတိုင်းပဲကချင်လဲဒီတိုင်းဘုရားเจ้าမှာတော့မကောင်းကချင်နေဘာမှကလဲအေးတော့မနောတကယ်ရေးလဲဘုရားနဲ့ကတတ်တာကျွန်တော်စတွေ့ဘူးလေချင်းဘုရားတော်လို့ရโอเคဒါနမကောင်းချီးပေးတယ်မြတ်စွာဘုရားချင်းတော်မှာထွက်လို့ဘာလို့ချင်းတော်မှာဘာထွက်လို့ကရင်ပြည်နယ်မှာကျုံးတက်ထွက်တယ်ကချင်မှာကြောက်စိမ့်ထွက်တယ်ချင်းမှာဘာမှမထွက်တော့လူပဲထွက်တယ်လူဘုရားကလူကိုထွက်စေတယ်မချီဘုရားအာကိုတတ်တော့ဘုရားချင်းတွေကိုကောင်းချီးပေးလာတယ်ဘုရားကချီးမြှောက်တယ်အေးဒါမဲ့တခုပဲကောင်းကြီးလေးရတော့ဘာဖြစ်လဲဘုရားကြောခိုင်းတော့သူတို့လှုပ်ချင်တာတွေလှုပ်လာတော့အဲ့ဒါရေကြီးတာနဲ့စတွေ့ရအောင်အဲ့ဒါငယ်လေးမလှုပ်သေးဘူးရေကြီးတာပဲရှိသေးတယ်ဟုတ်တယ်ဘုရားကောင်းကြီးပေးရေလည်းကောင်းကြီးပဲတခုပဲဘုရားအလိုတော်ကိုသိဖို့တော့အရင်ရေကြီးတယ်ဘုရားရေလည်းကောင်းကြီးပေးခြင်းနဲ့ဘုရားသူ့သားသမီးတွေကိုဘုရားကခွေးအောင်တာတော့မကြိုက်တဲ့ဘုရားဒီနေ့ခွေးလိုက်ဆွဲလို့ထွက်ပြေးနေရတဲ့ခရိယန်တွေအများကြီးဖြစ်နေတယ်ခွေးနဲ့ခါလို့ဈေးရုံတက်တဲ့ခရိယာမှာရှိသေးတယ်။နော်ညီကိုမောင်မတို့ဘုရားသူ့သားသမီးအဲ့လိုမဖြစ်စေချင်ဘူး။သူရဲ့အလိုတော်ကိုအရင်သိစေချင်တယ်။သူနဲ့ရင်းနှီးစေချင်တယ်။သူနဲ့သိကျွမ်းစေချင်တယ်။သူနဲ့မိတ္တဟာယဖြစ်စေချင်တယ်။အလိုတော်ကိုသိရမယ်။မှတ်ထားညီကိုမောင်မတို့တင်လို့ဘုရားကကောင်းချီးပေးရှင်လို့ဒီကိုပို့လိုက်ပြီ။ဟုတ်လား
ပြောပါပြီးတော့ကောင်းကြီးပေးရှင်လို့ဒီနိုင်ငံပို့လိုက်တယ်ဒါပေမဲ့မွေတော့မလိုက်နဲ့မွေတော့မလိုက်နဲ့ကျွန်တော်ပြောလိုက်ရုံအလုံးလုံးရမယ်အလုံးတော့လုံးရမယ်ဒါပေမဲ့ဖျားတော့လိုက်ပါဖျားဥစားပေးပါအဲ့ဒီပူရဆူတောင်းရင်ဆူတောင်းနဲ့ဖျားပေါ်ပြစိတ်ဆိုတဲ့မျိုးစေ့ကြောင့်ပေါ်ပြတယ်အဲ့ဒီမျိုးစေ့ကိုလည်းမင်းကောင်းသောနေရာမှာမချရဝါပြီအဲ့ချိန်မှာအဲ့ဒီမှာသူဆူတောင်းနေအရာရှင်းတယ်သူအင်္ဂလန်သွားခိုင်းတော့ဗျာဘာလို့လဲအဲ့ဒီအမွေအားလုံးကိုအစိုးရသိမ်းတယ်သူမပိုင်ဆိုင်ရဘူးဒါပေမဲ့အော်စရာရခေါင်းတယ်အဲ့ဒီဖာဂီရွေးချယ်မှန်လိုက်တဲ့အခါမှာအဲ့ဒီသူအမွေကိုညှင်းပယ်လိုက်ပြီးတော့မှအမေရိကန်မှာဖယားကိုငါသားသမီးတွေအမွေမရနိုင်ဘူးစီဖယားကိုရသွားတဲ့အမွေဖြစ်ပါစေဖယားကိုရတဲ့အမွေဖြစ်ပါစေသူတို့စက်ကခဲ့တဲ့ဆူတောင်းခဲ့တဲ့အော်စရာရကောင်းတယ်သူတာထဲကနေအခုကဘာကျုပ်ဆရာကြီးဖြစ်လာကဘာကျုပ်ဆရာကြီးအော်ဆရာကြီးရွေးချယ်မှန်တဲ့အခါမှာသူတာကောင်းဖြစ်လာကျွန်တော်မမဘူးဆိုရင်အဲ့ဒီဆရာကြီးရဲ့နာမည် Franklin Graham လို့ခေါ်တယ် Sorry Jensen Franklin ကြားဘူးလား Jensen Franklin ဆိုတာအခုကမ္ဘာမှာအရန်နာမည်ကြီးတဲ့ဘုရားတော်ဘုရားကချီးမြှောက်တယ်ပြောချင်တာကသူသိတယ်သလားဟမ်လူနေနဲ့ကြည့်ဟိုဘက်ကိုကောင်းကြည့်လို့မထင်ဘူးလားဒီမှာကြည့်အခုဒီဘွေသူတာအောင်မြင်တယ်သူက Texas မှာနောက်ဆုံးသူတာရဲ့အောင်မြင်တဲ့မှုတော်ဆောင်ဖြစ်နေဆို Texas မှာအဲ့ဒီလေသမားကြီးကငါညီကငါနေခဲ့တာကြာပါပြီဒါပေမဲ့ငါမိမလည်းတည်သွားတယ်ဒါကြောင့်ငါညီအေးစစ်စစ်နေရှင်တဲ့လူယုံကြည်သူငါရောက်ချင်တယ်ဒါနဲ့သူကကြားတော့သူတော့ဝယ်လိုက်တယ်ဝယ်လိုက်တယ်အော်စရာရန်ကောင်းတယ်သူဝယ်လိုက်ပြီးတော့6လပဲကြာတယ်သူရဲ့ခြံထဲကအနောက်မှာအမဲအဖတ်လေးတွေတွေ့လို့ဒီလိုလေးပဲဆွလိုက်တယ်ရေနံဖြစ်နေတယ်အခုအဲ့ဒီလူကဘာဖြစ်သွားပြီလဲသိလား millionaire ဖြစ်သွားတယ် multi-millionaire it's not a millionaire multi-millionaire ဖြစ်သွားတယ် wow ဘုရားသခင်ကတေယုံကောင်းချီးပေးဖို့ပြင်ဆင်ထားပြီလားဒါပေမဲ့အရေးအယောင်ကောင်းကြီးလို့မထင်စေချင်ဘူးဒီမှာကျွန်တော်ပြောပြမယ်ယောသကအိမ်မမရဘူးယောသအိမ်မကပါလေပြောသမီးအိမ်မကပါအိမ်မရလို့ဆိုရတယ်ယောသအိမ်မပါလေသမီးရှိကိုပါယောသအိမ်မကသူများသူမိသားစုထဲမှာသူကထိဆုံးဖြစ်မှာမဟုတ်ဘူးလားဟုတ်တယ်လေသူမိသားစုထဲမှာသူကထိဆုံးဖြစ်တော့သူမိသားစုသူ့ပြည့်ရှိကိုရမယ်အိမ်မရဆိုအဲ့ဒီအိမ်မရအတိတ်ပြပါသူကသူမိသားစုကအကြီးမြတ်ဆုံးဖြစ်လိမ့်မယ်သူကထိဆုံးရောက်မယ်ဘုရားချီးမြှောက်မယ်သူသိပြီသူအောင်မြင်မယ်သူသိပြီသူတိုးတက်မယ်သူသိပြီဟာလေလုယာတိတ်မကြောက်သူ့ကိုယ်ရဲ့သူ့ရေရင်းနဲ့ထက်လာဟောအဲ့ဒါသူဆိုရင်ဖယားကခင်နဲ့တင်စက်ကအနတ်ထားပြီးဖယားကတင်ကိုယူပါယူပေးထားတယ်နှုတ်ကပတ်တော်ပေးထားတယ်ဒီကျမ်းစာဖိုင်ပုံမှန်သာဖတ်သွားတော့ပုံမှန်ဖတ်တော့ပုံမှန်ဖတ်နေတဲ့တစ်ချက်မှာဖတ်နေနေမှာအဲ့တခုကနေဖတ်နေတဲ့ငါတော့ဖြစ်တယ်လို့ဝိညာဉ်တော်ကဒိန်းဆိုပေါ်ပြတဲ့ချိန်ကြီးရရှိတယ်အဲ့လိုငါတော့ဖြစ်တယ်လို့တင်ပြီးသွားလို့ဆိုတော့လုံးဝစိတ်ချတော့အဲ့ထဲမှာလုံးဝတင်ထည့်ထားတယ်အဲ့ဒီနေ့ကိုပဲစောင့်ပြောထား
ရှိနေပြဿနာလာအဲ့တော့လုံးဝဆွဲကြိုက်တာအဲ့ဒီပြန်နေထွက်လာတဲ့နေ့ကခါနာပြူရောက်မယ်လို့လုံးဝဆွဲလာနေတာယောရှုနဲ့ကာလ2ယောက်ပဲရှိတယ်ဘယ်လိုခြေနေပဲဖြစ်ဖြစ်ဘလောက်ရန်သူတွေများပါစေဘလောက် giants တွေပဲများပါစေဘလောက်ပဲကိုယ်ခန္ဓာအားကြီးတဲ့လူတွေနဲ့ငါတိုက်ရပါစေငါသိတယ်ငါတနေ့ဂတိတော်တွေကိုဝင်စားမယ်သူဖြစ်တယ်ဆွဲလာသမားဂတိတော်ဆွဲလာသမားအောင်မြင်ရတယ်ယောသကိုသူများကျွင်းနဲ့ထည့်ပလိုက်တယ်ဒါပေမဲ့သူမစိုးရိမ်ဘူးတင်ပဲလို့ချင်းနေမှာပဲရှိပါစေတင်မစိုးရိမ်ဘူးတင်တော့ပြချင်းမှာတော့ချန်စီရှိတယ်အာမင်ပြောပါဘလို့ချင်းနေမှာပဲရှိပါစေမစိုးရိမ်နဲ့ပြောဘလို့ချင်းနေမှာပဲရှိပါစေမစိုးရိမ်နဲ့ဖခင်ရဲ့ဂတိတော်ဆွဲလာပါအာမင်တနေ့ဘုရားခင်ကြီးတော်ကိုပြုမယ်မယုံဘူးလားဘုရားခင်တင်းပြအကောင်းဆုံးပြင်ဆင်ထားတယ်မယုံဘူးလားဆိုတော့အခြေအနေကိုသွားလာမကြည့်နဲ့အကောင်းဆုံးဘုရားခင်လုပ်လာမယ်ဆိုတာကိုဆွဲလာတယ်အာမင်အခြေအနေကောင်းတာမကောင်းတာသိမစားနဲ့အကောင်းဆုံးဘုရားလုပ်ထားတယ်ဆိုတာကိုအမြဲတမ်းဆွဲလာတယ်ဟာလေလုယာဆွဲလာတယ်အာမင်ဘယ်လိုအခြေအနေပဲလာပါစေမစိုးရိမ်နဲ့ဘာလို့ဆွဲလာပါလဲအကောင်းဆုံးဘုရားပြင်ဆင်ထားတယ်ဆိုတော့ဆွဲလာတယ်အာမင်ယောဂဝင်လာပါစေပြဿနာဝင်လာပါစေအခက်အခဲတွေကြုံရပါစေမစိုးရိမ်နဲ့အကောင်းဆုံးကိုမျှော်လင့်ပါပြောရအကောင်းဆုံးမျှော်လင့်ပါအကောင်းဆုံးမျှော်လင့်ပါအကောင်းဆုံးရောက်လာလိမ့်မယ်အကောင်းဆုံးရောက်လာလိမ့်မယ်အကောင်းဆုံးမျှော်လင့်ပါအကောင်းဆုံးရောက်လာလိမ့်မယ်အာမင်ရောက်လာမယ်ဒါပေမဲ့အကောင်းဆုံးမျှော်လင့်တဲ့အကောင်းဆုံးမဖြစ်လာတဲ့အခြေအနေလည်းမရှိတတ်ဘူးလားရှိတတ်ရင်လည်းအဲ့ဒါကိုမစိုးရိမ်နဲ့အကောင်းဆုံးဆက်ပြီးမျှော်လင့်ကျိုးတတ်ပါလေကျိုးတတ်ပါလေကျွန်တော်ငယ်ငယ်တဲ့15နှစ်သားကလေးအိမ်တော်ကျွန်တော်မိသားစုအိမ်တော်နေကြည့်လိုက်ရင်တစ်ချိန်လုံးရဖြစ်တာတွေ့တော့ကျွန်တော်အရမ်းကြောက်တယ်ဆိုငါမိမနဲ့ယူပြီးတော့ငါဘယ်တော့မှစကားမများချင်ဘူးဟေးလေဆူတောင်းကမှရှင်းနေစကားပြောဒါနဲ့ကျွန်တော်မြေလာဆွဲလာတယ်မိုင်းတော့အကောင်းဆုံးဖြစ်ရမယ်မိုင်းတော့တကယ်ချင်းအားကြတယ်မိသားစုဖြစ်ရမယ်ကျွန်တော်ရှင်းလေဆွဲလာတယ်ဟေးလေကျွန်တော်မျောလင့်တယ်လို့လည်းချက်ချင်းမဖြစ်လာဘူးမျောလင့်တယ်လို့ဘာဖြစ်လဲချက်ချင်းမဖြစ်လာဘူးမျောလင့်တာချက်ချင်းမဖြစ်လာလို့ဘာမလဲနဲ့အကောင်းဆုံးမျောလင့်ပါပြောရဒီထဲကနေမြင်နေပြီးပြောပါအကောင်းဆုံးမျောလင့်ပါတကယ်ပဲလားဘယ်လိုခြေနေလာမင်းအကောင်းဆုံးမျောလင့်နိုင်လားဟယ်လိုဘယ်လိုခြေနေပဲလာအကောင်းဆုံးမျောလင့်နိုင်လားဒီဗလာအမဘီမှာအစကားကမရှိခင်ကတည်းကကျွန်တော်ပြောပြဖဏကျိုးပြတ်သွားလို့ဖဏမဝဲစီးနေလို့အဲ့ဖဏကျိုးအောက်ကနေတန်ထိုးလို့ဒီခေါင်းကျိုးလေအဲ့ဒါတန်ထိုးလို့ကျွန်တော်စီးခဲ့တယ်လမ်းလျှောက်ရင်ကတ္တရာစီဟိုကြောက်လမ်းပေါ်မလျှောက်ရင်ကြောက်လမ်းပေါ်လျှောက်ကီသူကကြိတ်အကြမ်းချက်စရာကောင်းတဲ့သူများဝိုင်းကြည့်အစကားကမရှိတဲ့ဘဝအစကားကမရှိတဲ့မင်္ဂလာကိုနေရကုန်လာလျှောက်လာတယ်အားတနေ့ကပါပါမယ်ကောင်းပြီမောကြည့်တော့ကိုဘွားကိုကြည့်တော့စိတ်နေစရာကြီးမိုးကလည်းရွာချတယ်မိုးကလည်းရွာချတယ်ကျွတ်ဆုပ်ဘွားအစကားကလည်းမရှိလုံးဝတော်တယ်ကောင်းဆုံးဒီမှာပြီးမှဘုရားကကြီးမားဆုံးတို့ခါနေလို့ဖြစ်တယ်သူစတော့ကြောင်ပြောတယ်ပြောနေတဲ့တိုင်းပဲကျွန်တော်ချင်းတော်တစ်ခါမှမရောက်ဘူးဒီပုံမှာမှာဒီချက်ဒီစက်တဘာလာမှကျွန်တော်ချင်းတော်ပထမဆုံးရောက်တဲ့အချိန်ကမှရေရလည်းကြီးနေတယ်ကျေးဇူးတော်ဘုရားကောင်းတယ်လောက်တာဘုရားလို့ချင်းတော်ကိုကျွန်တော်ကားနဲ့သွားစရာမလိုဘူး
ချင်းအောင်တော်လုံးပဲကျွန်တော်ဟယ်လီကော်ပတာရတယ်ဟာလေလုယာဘယ်အင်းဒီလီအမှုတော်ဆောင်ကချင်းအောင်ဟယ်လီကော်ပတာနဲ့သွားပြမဟုတ်ဒေးဗစ်လာဟောတယ်အစကားကမရှိခဲ့တဲ့ဒေးဗစ်လာဘာလို့လဲအမြင့်ဆုံးကိုပြောနေတယ်ကိုဘေးလာမရှိသူပြောတာအမြင့်ဆုံးပြောနေတယ်အကောင်းဆုံးပြောနေပါno ထားပြောလဲပါအမြင့်ဆုံးပြောလဲပါအကြည့်ကြည့်ယုံကြည်ခြင်းမပါတဲ့ရုပ်ပြောတာအမြင့်ဆုံးပြောလဲno ယုံကြည်ခြင်းနဲ့ပြောအမြင့်ဆုံးပြောလဲပါဟာလေလုယာအကောင်းဆုံးကိုပြောနေပါဘာလို့လဲကျွန်တော်တို့ဘုရားပြင်ဆင်ထားတာအကောင်းဆုံးဒါပေမဲ့ကျွန်တော်ဘာဖြစ်လဲအကောင်းဆုံးမလာခင်ပါအကောင်းဆုံးအင်းလို့ဘယ်လိုခေါ်လဲ the best မလာခင်မှာကျွန်တော်တို့စာတာလက်စားတတ်တယ် good နဲ့လက်စားတတ်တယ် good ဆိုတဲ့အရာလေးမှာကျွန်တော်ကျင့်တတ်တယ် good ကျွန်မချစ်သူကကျွန်မတို့အရင်ကောင်းဘာကြောင့်ကျွန်မဆိုးခွာတော့တမီးမဆွေးနဲ့အဲ့ဒါ good ပဲရှိသေးတယ်ဘုရားသခင်က the best ပေးချင် good ကိုလွတ်တတ်တယ် hallelujah hallelujah အိုးတမီးမဆွေးနဲ့တမီးကိုဘုရားသခင်ဒီ good ကိုလွတ်လိုက်တာတခြားမဟုတ်ဘာပေးချင်လို့လဲ the best is on the way ကျွန်တော်ခါလေးမှာ the best လာမှမကြည့်တော့good. Oh, good. No, the best is on the way. Hallelujah. အကောင်းဆုံးကဘုရားပြင်ဆင်ထားပြီးသားယောသကတွင်းထဲကနေပြန်ထွက်ခွင့်ရတယ်ပေါ်တိဖာအိမ်ရောက်သွားတယ်ဟာပေါ်တိဖာအိမ်မှာလုံရင်လုံနေအလုပ်လုပ်နေဘာဖြစ်လာလဲပေါ်တိဖာကအကုန်လုံးတွဲတော့တာအဆန်နေရောစီးစိမ်တွေရောအကုန်လုံးသူ့တွဲထားတော့မင်းပဲအကုန်ကြည့်တော့ပါတဲ့ငါမကြည့်နိုင်တော့ဘူးလေမင်းပဲအကုန်ကြည့်တော့ငါနိုင်ငံရေးနဲ့ငါအလုံးများနေဘာဖြစ်လဲနိုင်ငံရေးနဲ့သူအလုံးများအကုန်လုံးအလိုက်တယ်ယောသကလည်းစီမံခန့်ခွဲတတ်လို့ယောသကိုဖျားလေရေးလဲကောင်းကြည့်ပေးတာအဲ့ဒီအိမ်ကယောသအားဖြင့်စီးပွားရေးနဲ့တက်လာဟာမထာEgyptian မိန်းမဆိုတာဘယ်တော့မှဟီဘဲလူကိုမကြိုက်တတ်ဘူးဟီဘဲလူဆိုတာသူတို့ကအောက်တန်းစားဟီဘဲလူဆိုတာကတရိစ္ဆာန်ထိန်းတဲ့ကောင်တွေတိုးကြောင်သားနွားကြောင်သားညီးကြောင်သားတွေအဖတ်ကိုမလုပ်ဘူးအဲ့ဒီနေရာမှာကြည့်စမ်း Egyptian ဘိုးချုပ်ကြီးရဲ့မိန်းမဆိုတော့အလားဆုံးကိုရွေးထားတဲ့မိန်းမတာပါထဲဝါတဲ့မိန်းမဘာဖြစ်လဲခိုးရောတာရှိလေကြကျွေးတော့ဘိုးလူကလည်းလုံးဒီပိုင်းလုံးကိုင်းတော့ကျောင်းကလည်းဖြောင်းနေရတယ်ကျောင်းကဖြောင်းပြရနော်ကြိုက်တို့ရဘို့မမကြီးမမကြီးကြိုက်နေပြီမမကြီးကြီးစားပြောပြမယ်အဲ့ဒီအိမ်မှာပတ်စံသူလက်ထဲမှာယောတာအဲ့ဒီအိမ်အားလုံးတော့ဘသူလက်ထဲမှာလဲယောတာစီးစိမ်ဥစ္စာတွေအားလုံးဘယ်နေရာမှာဘလို့ပိုင်ဆိုင်မှုတွေဘလို့ဖွဲထားလို့စီမံထားတာဘသူလဲအော်တိဖာတော့မသိတော့ယောတာအကုန်လဲလို့ရအဲ့တော့ဘသူသိတယ်မိမရသိတယ်မမရသိတော့ဒီကောင်လေးကြောင့်ငါတို့အိမ်ချမ်းသာလာဒီကျုပ်လေးဟာဘုဒ္ဓခင်တာတိတ်သွားရင်သူကအပိုင်တက်လာပြီးတော့ဆွဲမယ်ဆိုရောတတာဖယားအလိုတော်ကိုမသိဘာဖြစ်သွားတတ်လဲဖယားနဲ့မရင်းနှီးထားရင်ငါအိမ်မထဲကအရာဒါများလားဘာကြောင့်လဲအိမ်လုံးရဲ့တော့လေသူ့လက်ထဲမှာလေအိမ်လုံးရဲ့ကိုရလည်းသူ့လက်ထဲမှာလေအိမ်လုံးရဲ့စီးစိမ်ကသူ့လက်ထဲမှာဆိုဘာဖြစ်သွားလဲဒါကိုသူ့အိမ်မက်လို့ထင်သွားနိုင်တယ်မြင်တတ်လားမသိဘူးညီကောင်မောင်တခါလေးမှာအဲ့ဒီအိမ်မှာသူ့လောက်ကြီးမားတဲ့သူမရှိတော့သခင်ကလည်းအကုန်လွှဲထားလိုက်ပြီ
အောက်ဆိုးခွင့်အကုန်ပေးတယ်သူမိမလွယ်လို့မင်းကြက်တာလို့ဒီအိမ်ထဲမှာအကုန်ပေးတာကြက်အဲ့ဒီအိမ်ဦးစီးကသူဖြစ်သွားပြီဆိုတော့အိမ်မသူအိမ်မမှတ်ထားတဲ့ဖျားပေးတဲ့အိမ်မကဒါလားလို့ထင်သွားနိုင်တယ်အဲ့လိုမှတ်ထားညီကောင်မောင်မတို့ the best မလာခင်မှာအမြဲတမ်း good ဆိုတဲ့အခြေအနေလာတတ်တယ်မမင်းနဲ့ပြောတော့မမင်းနဲ့ the best မလာခင်ပြရပါလာတတ်တယ် good လာတတ်တယ်ဒါမှမဟုတ်အဲ့ဒီ good မှာကြည်လက်သွားရင်ဘုရားသခင်ခါထုတ်တတ်တယ်အဲ့ဒီပြဿနာသာမရှိသူအဲ့ဒီအိမ်မှာလုံးဝကြည်လက်နေပြီယောသကအဲ့ဒီမမကြီးကြောင့်သူဘာဖြစ်သွားလဲထောင်ထဲရောက်သွားတယ်တခါလေးမှနေတင်ဖရားရဲ့အလိုတော်နဲ့ဖရားရဲ့သဘောတဘာဝမသိဒီအိမ်မှာတလောက်စီးနေတဲ့ကိစ္စကဘာကြောင့်ထောင်ထဲရောက်လဲစိတ်တကြတယ်ဒါမှမဟုတ် good ဆိုတဲ့အခြေအနေတင်ဆုံးရှုံးသွားလို့တင်ဝမ်းနေတယ်ကျွန်တော်ပြောမယ်တဲ့ညီကိုမောင်မိုက်တို့ good ဆိုတဲ့အခြေအနေတင်လက်ထဲကနေလွတ်ကျသွားလို့ဝမ်းမနေနဲ့မချေကွဲနဲ့စိတ်တမချနဲ့ the best is coming ဒီအိမ်မှာငါနေရစိတ်ပြင်းနေပြီကွာငါချေငါလက်ငါဒီအိမ်မှာငါလွတ်ထားခဲ့တဲ့အကုန်ပြည့်စုံနေပြီကွာဘာကြောင့်ငါထောင်ထဲရောက်တာလဲ no ဘုရားသခင်မင်းရောငါဒီအိမ်မှာအိမ်ဦးစီးဖြစ်စေချင်တာမဟုတ်ဘူးငါဒီနိုင်ငံရဲ့ဦးစီးဖြစ်စေချင်တာဘောလာဒီတစ်ခါလေးမှာအိမ်ဦးစီးလောက်နဲ့ကျင့်တတ်တယ်ဘုရားသခင်ကနိုင်ငံကိုအုပ်ချုပ်စေချင်တာဒီအိမ်လေးကိုအုပ်ချုပ်စေချင်တာမဟုတ်ဘူးခါလေးမှာကျွန်တော်တို့ကဒီအိမ်လေးမှာအုပ်ချုပ်ရတာဟုတ်ကြီးထင်တတ်တယ်ညီကိုမောင်မတို့ခါလေးမှာကျွန်တော်တို့ကအလုပ်နားမှာမန်နေဂျာယာဒူးကိုကျွန်တော်တို့ကခရိယာနေထဲမှာရှိတဲ့မန်နေဂျာဖြစ်လာရင်မျက်နှာအဲ့လိုဖြစ်လာတော့ဖျားကြောတော့မလာရှင်တော့တဲ့ပုံစံမျိုးတွေနဲ့ no သိမကြောင်မန်နေဂျာနဲ့အလုပ်ပြုတ်ကြအလုပ်သမားဘဝပြန်ဖြစ်ပြန်အောင် no မန်နေဂျာအဆင့်ကနေဘုရားသခင်ကဆွဲဖြုတ်ချတတ်တဲ့အချိန်ရှိတယ်အဲ့ဒီအချိန်မှာဒီဘုရားနဲ့ယဉ်နီးနေရင်မန်နေဂျာယာတူပြုတ်သွားပေါ်မှာတင်ဝမ်းမနေဘာကြောင့်မန်နေဂျာပြီးသွားရင်တင်အလုပ်ရှင်ဖြစ်နိုင်တယ်ဘုရားသခင်ကမန်နေဂျာမှာပဲကျင့်တဲ့စေခြင်းနဲ့ဘုရားရှင်ဆိုတယ်ဘုရားသခင်ကလုံနာပိုင်ရှိဖြစ်စေချင်တာဒါပေမဲ့ခရိယာတော်တော်များများမန်နေဂျာယာတူပြုတ်သွားဘုရားကပြန်မလဲတော့ဘုရားကြက်စီမရှာတော့ဘူးမန်နေဂျာယာတူတော့ရှာရတာဘုရားကဘာလို့ကြားလဲဘဝအရက်သမားဘဝနဲ့လမ်းဆုံးပေါ့ no ဘုရားသခင်က good လို့တော့ဘုရားကဘာပြင်ဆင်ထားလဲ the best ပြောရဘာပြင်ဆင်ထားလဲ amen hope for the best let's say it again hope for the best hope for the best hope for the best edit the best မလာခင်မှာတင်ရှိတဲ့နေရာမှာ do your best ယုံကြည်သူဆိုတဲ့ကယ်တင်ခြင်းရလောက်တဲ့အဆင့်မှာမဟုတ်ဘူးအလိုတော်ကိုသိသွားအဲ့တပည့်တော်အဆင့်ကိုဘုရားသခင်ကချီးမြှောက်တယ်အလိုတော်သိရတတ်တာတပည့်တော်အဆင့်ပဲအဲ့အလိုတော်သိသွားတဲ့တတ်တာဖြစ်အိုင်းချနားလေသွားတယ်ဘုရားသခင်ရှေးလေချီးမြှောက်တယ်ဘုရားရဲ့သဘောတဘာဝသိနေတဲ့လူကထောင်ထဲမှာလည်းကြီးတော့မချီးမွမ်းနိုင်ဘူးလားကျွန်းထဲမှာလည်းမချီးမွမ်းနိုင်ဘူးလားဘာဖြစ်လို့လဲ The best is on the way He knows that the best is on the way because he knows the heart of God ဘုရားရဲ့နှလုံးသားကိုကောင်းကောင်းနားလည်တဲ့လူဖြစ်တယ်နေ့ရက်စဉ်တိုင်းမှာဘုရားရဲ့အလေးလာကိုသိယူပြီးတော့ရှောက်တာပါဘုရားခင်ဗျားရဲ့ချီးမြှောက်တယ်အားလုံးခဏမှတ်ထားရအောင် Hallelujah ဖခင်ကိုရောကိုချီးဆိုတယ်ယုံကြည်သူတပည့်တော်ဆင့်မှာပဲရက်နေတဲ့ယုံကြည်သူဆင့်မှာပဲရက်နေတဲ့တတ်တာမဟုတ်ပဲတပည့်တော်ဆင့်ကိုတတ်နိုင်တဲ့သူဖြစ်စေဖို့ကိုရောကောင်းချီးပေးပါအလိုတော်ကိုပိုင်းခြားနားလည်တဲ့တတ်တာဖြစ်စေပါဘုရားကသဘောတော်ကိုသိသွားတဲ့အခါမှာဒါယေလာတို့ရှာပ်ပြရှာဘေဒီကိုရောယောတာတို့သူများနိုင်ငံမှာမျက်နှာသာရတယ်ဘုံတင်ရှားတယ်အကြောင်းသူများနိုင်ငံမှာဖျက်ခင်ပို့ထားတာအောက်မှာနေဖို့ပေါ်အထက်မှာကိုရောချီးမြှောက်ဖို့ဖြစ်တယ်
ဒါကြောင့်ယုံကြည်သူအစစ်မှာပဲကဲဒီချင်းရလောက်နဲ့ပဲကျင့်တတ်နေတဲ့အသက်တာမဟုတ်ဘူးကိုတော့အလိုတော်ကိုနေ့စဉ်မှာတိရအခက်ခဲပြဿနာရှားတယ်မှာကိုတော့ကအကောင်းဆုံးပြင်ဆင်ထားဆိုတာနားလည်တော့စကားတော်နားထောင်ပြီးဘုရားကအလိုတော်ညစ်နဲ့ညီအသက်ရှင်ခြင်းအပြင်အချိန်တန်တဲ့အခါမှာဘုရားခင်ပြင်ဆင်ထားတဲ့ကောင်းခြင်းမင်္ဂလာတွေမှာအကောင်းဆုံးတော့ the best and the best ဆိုတဲ့အရာတွေမှာဝင်စားတဲ့တော့တာမီရောက်စေဖြစ်ပါစေလက်တော်သူအနန္တသခင်ယေရှုနာမနဲ့ဆုတောင်းဆက်ကပ်ပါတယ်ဖာမဆောတော်ဘုရားရောက်စေဖျားရှင်ကောင်းခြင်းပေးပါစေ